ဇလန်လေးရဲ့စမှာကိုထူးဆန်းတဲ့ကောင်ကြီးတွေကိုလူကုန်တာနေရတားခိုက်ခိုင်းနေကြပါတယ်။အကောင်ကြီးတွေရဲ့နာမည်ကို player လို့ခေါ်ကြပြီးလောင်းရင်းတွေနဲ့တတ်တည်ရဲ့အထိတိုက်ခိုက်ကြရတာပဲဖြစ်ပါတယ်။ပုံမှန်တိုင်းဆိုကောင်ကြီးတွေကတီးစိမ့်မရှိပေမဲ့ညမှာတော့စမ်းသပ်မှုတစ်ခုနဲ့တူတီးစိမ့်တွေဝင်လာခဲ့ပါတယ်။ဒါကြောင့်သူတို့ကလူတွေကိုတိုက်ခိုက်လာခဲ့ပြီးတစ်ဖက်မှာလည်းသိပ္ပံပညာရှိကန်ဆာကီကိုဘောစီကကလင်းကိုတောင်းနေခဲ့ပါပြီ။ယနေ့ခေတ်မှာခေါင်းဝေရန်သူရဲကောင်းဖြစ်တဲ့ Alpha ကလင်းရီကြားမှာခစ်စားလာပါတယ်။အဲဒီချိန်မျိုးထဲမှာတော့ကောင်မလေးကဘဲလေးကိုအိမ်ပြန်မှုအတွက်ပြောနေခဲ့ပါတယ်။အကြောင်းကတော့ကွင်းဆက်လူသက်မားတွေကတောင်းကြနေတာကြောင့်ဖြစ်ပြီးဖြစ်ချင်တော့သူတို့ရှေ့ကိုဒူစိမ့်တစ်ယောက်ကရောက်လာခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့ရှာနဲ့ကောက်ပိုင်းချလိုက်တော့ဘဲလေးလေးထပ်ပိုင်းပြက်ပြီးတည်သွားခဲ့ပါပြီ။ရဲရီကလည်းဒီကိစ္စကိုအံ့ဩနေခဲ့ကြပါတယ်။အဲချိန်ဘောစီတပွေကတော့လက်မှာကွင်းပါတဲ့ကလင်းဓာတ်ပုံကိုကြည့်နေခဲ့ပြီးပျောက်ဆုံးသွားတဲ့ကလေးကိုရှာနေခဲ့ပါတယ်။အင်းတော့မှဆင်းရဲရဲ့ကွက်ခုကိုပြတ်တာထားခဲ့ပြီးဂျင်းဆိုတဲ့ကောင်လေးကတော့ပြာခန့်နေခဲ့ပါတယ်။ဒါကြောင့်ဖိုးဖြစ်သူကဂျင်းကိုပစ္စည်းလေးတစ်ခုထုတ်ပေးလိုက်ပြီးလူဆုံးတွေကိုတိုက်ခိုက်တဲ့ကမှန်ကန်တဲ့ရည်ရွယ်ချက်တွေရှိဖို့ကိုဆုံးမနေပါတယ်။အဲလိုနဲ့ဂျင်းလေထွက်သွားခဲ့ပြီးလမ်းကြားထဲမှာတော့စော်လေးတယောက်ကိုဘဲရီတွေကဓမြတွေတိုက်နေခဲ့ပါပြီ။အဲချိန်ဂျင်းအားရောက်လာခဲ့ပြီးတက်ကက်တင်ကရန်တောင်းကိုတောင်းဆိုခဲ့ပါတယ်။ပြီးရတဲ့သူကလူစိုးတွေကိုရှယ်တီးပေးလိုက်တော့ငနဲတွေလည်းစုပ်ပြတ်သက်ကုန်ကြပါတယ်။ဖြစ်ချင်တော့တောင်ကိုကားကမြင်သွားခဲ့ပြီးလူစိုးတွေနဲ့ချတဲ့အခါသူ့ကိုမခေါ်တဲ့အတွက်စိတ်တွေစိုးနေခဲ့ပါတယ်။အကြောင်းကတော့သူ့ရဲ့ချင်းရဲ့ကိုနိုဟာရဲ့ကတရားမျှတမှုရဲ့ဘတ်တော်သားတွေဆိုပြီးခံယူထားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။စော်လေးကတော့ဂျင်းရဲ့ fighting skill တွေကိုဘောကြပြီးပတ်စံပေးဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ကိုကားကဆွဲခေါ်သွားတဲ့အတွက်ဂျင်းလည်းဒွတ်တိုက်ပါသွားခဲ့ပြီးအဲနောက်မှာတော့ဂျင်းလည်းကိုကားရဲ့စုကိုခံနေရပါတယ်။အကြောင်းကတော့တရားမျှတမှုအတွက်ပတ်စံတောင်းနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အဲလိုနဲ့ဂျင်းလည်းပြန်ချလာခဲ့ပြီးစော်လေးကလည်းသူ့ကိုရန်တောင်းတဲ့လိပ်စာကတ်ကိုပေးပြီးထွက်သွားခဲ့ပါပြီ။ကျူးကျော်တဲကိုပြန်လာချိန်မှာတော့အားလုံးလည်းတက်ခံထားခဲ့ရပါတယ်။အဖိုးကြီးကတော့ဂျင်းကိုတေဟင်းပြရဲ့အကြောင်းကိုရှင်းပြခဲ့ပြီးနောက်ဆုံးအနေနဲ့ပွေဖက်လိုက်ပါတယ်။ခဏကြာတော့ဖိုးကြီးလည်းတေဆုံးသွားခဲ့ပြီးတင်မန်းတီးရဲ့ဂျင်းကတော့ဆရာဝန်ကိုတွားပေးခဲ့ပါတယ်။ဒါပေမဲ့ပတ်စံမလုံလောက်တဲ့အတွက်နှင်ထုတ်ခံလိုက်ရပြီးအဖိုးကိုလည်းချင်းထဲကိုထည့်ပြီးရှောက်ထိုးနေခဲ့ရပါပြီ။ကိုကစီကိုဖုံးဆက်ပြန်တော့လေအဖေဖြစ်သူကကိုကကိုဂျင်းနဲ့လုံးဝသွားပေါင်းမှုအတွက်စူနေခဲ့ပါတယ်။ဒါအပြင်လာနေတဲ့ဖုန်းကိုဖျက်ဆီးလိုက်တော့ဆက်သွယ်မှုတွေလည်းပြတ်တောက်သွားခဲ့ရပါတယ်။ဒါကြောင့်ဂျင်းလည်းဖိုးကိုခေါ်ပြီးစော်လေးရှိရာစီရောက်လာပြန်ပါပြီ။ဆေးရုံကိုရောက်ချိန်မှာစုံတော့ကြီးနဲ့ဂျင်းအောင်ထားခဲ့ပြီးကတ်ကိုပေးကထွက်သွားဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ဂျင်းရဲ့ပုံစံကအားငယ်နေတာကြောင့်စော်လေးလည်းအိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။စော်လေးရဲ့နာမည်ကတော့အာကဲမီဖြစ်ပြီးညင်ငတ်မာလေးဖြစ်ကြောင်းအောင်လည်းတီးလိုက်ရပါတယ်။နောက်နေ့မှာတော့ဂျင်းလည်းအာကဲမီနဲ့ရှောက်သွားနေရင်ကောင်းဆိုးဝါရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဖြစ်ချင်တော့ငနေရဖိုးပြသူကိုတက်တဲ့ကောင်မှတီးလိုက်ရပြီးဇီးလင်းနေအောင်ကြိတ်ပေးလိုက်ပါပြီ။ဒါအပြင်အာကဲမီကိုပါရှာနဲ့ထိုးပေးလိုက်တော့ပုတ်တင်ညိုသွင်းမှာပြောင်းသွားခဲ့ပါတယ်။အဲချိန်ဂျင်းရထလာပြီးရှာအိုရောလူကိုပါဆွဲဆောင်ပေးလိုက်ပြီးသွင်းမြောင်းသွားတဲ့ပုံစံနဲ့အားပါထိုးချလိုက်ပါတယ်။အဲလိုနဲ့ဂျင်းနဲ့ဒီလက်သွားခဲ့ပြီးဟိုက်တားနေနဲ့စောင်းကြည့်သူကရောက်လာခဲ့ပြီးပုတ်တင်ညိုရဲ့လောင်းအောင်ဖျောက်လိုက်ကြပါတယ်။နေရုပ်တို့ဂျင်းလေးစင်းုံမော်မှာပြန်နှိုးလာခဲ့ပြီးရဲမိုးကလည်းပူးပြသူရဲ့ဆွဲကြိုးလေးကိုထုတ်ပေးလာပါတယ်။နောက်ပြီးအာကဲမီရဲ့ခန်းထဲကိုခေါ်သွားပေးလိုက်တော့ဂျင်းလဲပျော်သွားခဲ့ပါပြီ။အဲလိုနဲ့အချိန်ကြီးလဲကုံဆုံးသွားခဲ့ပြီးကိုကလည်းလူယိုပေါက်ရွယ်ကိုရောက်လာခဲ့ပါတယ်။အဲချိန်ပန်းရံထဲမှာတော့အင်ဂျီယာမဲ့ဘဲကြီးတွေရဲ့တိုက်ပွဲကြီးကစနေခဲ့ပါပြီ။တယောက်ကတော့ဒါမင်းတန်းစီရင်ဖြစ်တဲ့ကိစ္စဆိုပြီးပြောနေခဲ့ပါတယ်။အဲချိန်ဂျင်းရရောက်လာခဲ့ပြီးရံမွဲကိုရက်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲလိုနဲ့ဂျင်းလည်းပြန်ထွက်သွားခဲ့ပြီးကိုနိုဟာရဲ့အမိကလည်းဟာယာမီကိုတွေးလိုက်ရပါတယ်။ဟာယာမီကတော့ညရောက်ရင်ပါတီရှိကြောင်းပြောလာခဲ့ပါတယ်။အဖက်မှာလည်းဂျင်းကအာကဲမီရဲ့ဆိုင်ကိုရောက်သွားခဲ့ပြီးအဲချိန်မစ်ဆူကိုင်းကတော့တီထွင်နာနဲ့ဇမ်မန်တူကဆော့ဖ်လဲတွေဖြစ်နေတဲ့အတွက်စိတ်ဓာတ်တွေကျနေခဲ့ပါတယ်။အဲလိုနဲ့ပါတီညောင်းကိုရောက်လာခဲ့ပြီးကိုကတော့အတော်ဆုံးဘောလုံးတင်းရဲ့ခေါင်းဆောင်ဖြစ်မိတ်ဆက်ခံခဲ့ရပါတယ်။ကိုနိုကတော့ဒါကိုအားရဝမ်းသာနေခဲ့ပြီးအဲချိန်မစ်ဆူကိုင်းကရောက်လာပြန်ပါတယ်။ဒါရောသူလည်းဖိုးကိုနှုတ်ဆက်လိုက်ပြီးမစ်ဆူကိုင်းကတော့ပွဲရှိရာစီဝင်သွားခဲ့ပါပြီ။
တင်ဆက်သူကလည်းကိုကရဲ့အနာဂတ်ရည်မှန်းချက်ကိုမေးမြန်းခဲ့ပါတယ်။ဒါကြောင့်ကိုကလည်းသူ့ရဲ့အိမ်မက်ကသူ့ရဲ့ကောင်းဖြစ်ချင်ကြောင်းပြောချလိုက်ပြီးဒါကိုကြားတော့အားလုံးလည်းကိုကကိုဝိုင်းပြီးလှောင်ပြောင်နေပါတယ်။အဲနောက်မှာတော့ကိုနိုဟာကိုကကိုကျင်းကိုပန်းထဲမှာတွေ့ခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီချိန်ကားစီးကလည်းရောက်လာခဲ့ပြီးကင်းလဲဟိုချိန်ရောက်ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။တကယ်တော့ကိုကလွတ်တန်းဟီးရိုးလုံးနေခဲ့တာပဲဖြစ်ပါတယ်။ဂျင်းကတော့မီးလောင်ရာစီရောက်လာခဲ့ပြီးမီးလူသားနဲ့တွေ့နေခဲ့ပါပြီ။တစ်ဖက်မှာလည်းဒါကိုသိလိုက်ရတဲ့ကိုကတော့အုပ်စုကတရားခံကိုဖမ်းဖို့လုပ်နေခဲ့ပါတယ်။အဲလိုနဲ့မီးကြားတွေကိုရောက်ချိန်မှာတော့အုပ်ပုံကြားမှာပြီးနေတဲ့ဂျင်းကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မြောက်သားလည်းပေးမိနေတဲ့လူတွေကိုကယ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးကိုနိုကစီသတင်းပို့ချပေးလိုက်ပါပြီ။ဒါကိုကြားတော့ကိုနိုဟာလည်းဝါယာနှက်နဲ့ကြိုးရန်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ကိုကကလင်းရီရဲ့အမေကိုထားခဲ့ဖို့ပြောနေပေမဲ့ဂျင်းကတော့အားလုံးကိုကယ်ဖို့သူ့မှာကြံစီရှိကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်ဂျင်းကအားလုံးကိုတွန်းချလိုက်ပြီးကိုကလည်းမိသက်မားတွေနဲ့မိသားစုကိုကယ်တင်လိုက်ပါတယ်။အဲ့ချိန်မီးလူသားရောက်လာပြီးဂျင်းကိုတိုက်ခိုက်လာတာကြောင့်ဂျင်းလည်းစုပ်ပြတ်တန်းနေအောင်တီးခံလိုက်ရပါတယ်။ရင်မက်ကိုထိုးပေါက်လိုက်ချိန်မှာတော့ဂျင်းရဲ့ဇံမန်းစွမ်းနေကနိုးထလာပါတယ်။တစ်ဆက်သေးမှာပဲမီးလူသားရဲ့လက်ကိုဖြတ်တောက်ပေးလိုက်ပြီးမိသက်စေဘူးနဲ့မျက်ခွက်ကိုဖြန်းမိလိုက်တော့မီးလူသားလည်းကြောင်သွားခဲ့ပါတယ်။အဲလိုနဲ့ဂျင်းရဲ့လက်လည်းမီးလူသားရဲ့ရင်မက်ထဲကိုဖောက်ဝင်ပြီးမီးလူသားလည်းသေဆုံးသွားခဲ့ရပါပြီ။ကိုနိုဟာကလည်းဂျင်းစီကနေပြုတ်ကျလာတဲ့ဆွဲကြုံလေးကိုကောက်ယူပေးထားလိုက်ပါတယ်။အဲနောက်မှာတော့ကိုကလည်းအဖေဖြစ်သူဆဲစုရဲ့အပြစ်တင်ရင်းကိုခံနေရပြီးမစ်ဆူကိုင်းကတော့ဂျင်းရဲ့ချီနီကိုလာအောင်ကြည့်ရှုလိုက်ပါတယ်။မစ်ဆူကိုင်းကတော့ဂျင်းကသူ့လိုရှိနေတဲ့ဇံမန်းစင်မှန်ရိမ့်မိသွားခဲ့ပြီးဇလန်းလေးကဒီမာရီမဲခိုင်းရန်လို့သွားခဲ့ပါတယ်။အပိုင်းနေ့ရဲ့စမှာတော့အာကဲမီယာဂျင်းကိုသူ့အနေနဲ့တာမန်လုံးလုံးပုံဖြတ်နိုင်ကြောင်းပြောနေခဲ့ပါတယ်။ဂျင်းကတော့လုံးလုံးဖို့ပြောနေပေမဲ့အာကဲမီကတော့လုံးဝလက်မခံခဲ့ပါဘူး။အကြောင်းကတော့သူကဂျင်းကိုကြောင်းထားပေးချင်တာကြောင့်ပဲဖြစ်ပါတယ်။အဲလိုနဲ့လက်ရှိချိန်ကိုပြန်ရောက်လာခဲ့ပြီးဂျင်းကတော့အိမ်မက်ဆိုးတွေမှန်းနေခဲ့ပါတယ်။အဲချိန်ကိုကတော့လက်ဝဲထိုးလေးချင်နေရင်ကိစ္စတစ်ခုကိုခံပြင်းနေပါတယ်။တကယ်တော့ဆဲစုကမီးလောင်မှုရဲ့သူ့ရဲ့ကောင်းဖြစ်ကိုကိုစားထိုးခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်ကကြည့်ရင်ဒီကိစ္စလူရောကိုလိန်ညာလိုက်တာဖြစ်တာကြောင့်ဟီးရိုးစစ်ဖြစ်ချင်တဲ့ကိုကအတွက်ကတော့ခံမြင်စရာဖြစ်နေခဲ့ပါပြီ။ငယ်စဉ်ကလေးကဟီးရိုးဖြစ်ချင်တဲ့ကိုကတော့ဂျင်းရဲ့မျိုးမျိုးကူညီခြင်းကိုခံခဲ့ရပါတယ်။အထေးသားဖြစ်တဲ့သူ့အတွက်ကတော့ပတ်စံမလို့ပေမဲ့ဂျင်းကတော့ကူညီကဖြစ်ရန်တန်းကိုတောင်းခံခဲ့ပါတယ်။လက်ရှိချိန်မှာတော့ဂျင်းလေဒူသားတစ်ကောင်ကိုရင်ဆိုင်နေရပြီးစိတ်တွေပါဖောက်နေခဲ့ပါပြီ။မစ်ဆူကိုင်းတို့အားလုံးကတော့ဒီချိန်ကိုစောင့်ကြည့်နေပါတယ်။အဲလိုနဲ့ဆိတ်လွတ်သွားတဲ့ဂျင်းလေဇမ်မဲတွင်ကိုပြောင်းလဲသွားခဲ့ပြီးဂျိုသားလည်းတီးခံရတဲ့အတွက်ဒေါသတွေထွက်နေခဲ့ပါတယ်။ဒါရောသူကဂျင်းကိုခွာပြီးကွန်မျိုးစုံနဲ့တီးပေးလိုက်ပေမဲ့ဂျင်းကတော့ရားတော်ပြေမနေခဲ့ပါဘူး။အဲဒီစားသူကပိုကောင်းတဲ့တိုက်ကွမ်းနေတာတိုက်ပေးဖို့တောင်းဆိုခဲ့ပြီးရင်ဝါကိုထိုးပေးလိုက်ပါတယ်။ဒေါက်တာကတော့မစ်ဆူကိုင်းကိုဂျင်းရဲ့စွမ်းတွေကဖြည်းဖြည်းရောလာခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဒီတိုင်းဆိုရင်ဂျင်းကအသင်းစိတ်ကိုလွတ်သွားနိုင်တာကြောင့်စိုးရိမ်စရာတွေဖြစ်လာခဲ့ပါပြီ။အဲဒီချိန်ဂျင်းကမှန်အောင်ဖောက်ထွက်လာခဲ့ပြီးအာကဲမီကိုတတ်လိုက်တဲ့အကြောင်းရင်းကိုမေးမြန်းနေပါတယ်။ဂျင်းကအာကဲမီကိုပြန်ပြောင်းမေးဖို့တောင်းဆိုပေမဲ့ကန်ဆာကီကတော့အာကဲမီကိုတတ်ခိုင်းလိုက်ပါတယ်။ဒါကြောင့်ဆောင်လေအာကဲမီကိုပြစ်ချလိုက်ပြီးဂျင်းကလည်းတဖြည်းဖြည်းလူသားပုံစံကိုပြောင်းသွားခဲ့ပါတယ်။နောက်နေ့မှာကိုကလည်းမာရုဆိုတဲ့ကောင်မလေးစီကနေမိဖွဲမှုကိုလက်ခံရရှိခဲ့ပါတယ်။အဲလိုနဲ့အိမ်ပြန်ရောက်လာပြီးကိုနိုဟာကတော့ဂျင်းရဲ့ကြောင်းကိုလာပြောရင်ဆွဲကြုံလေးကိုပြန်ပေးချင်ကြောင်းပြောလာခဲ့ပါတယ်။ကိုကတော့အဖေဖြစ်သူကဂျင်းရဲ့စားသူ့ကိုသူကောင်းပြုပေးခဲ့တဲ့ကိစ္စကိုတင်းနေခဲ့ပါတယ်။ဒါကြောင့်သူကကိုနိုဟာကိုသူရောလူစွမ်းကောင်းအယ်ဖာနဲ့ဘယ်နာတူလဲဆိုပြီးမေးချလိုက်ပါပြီ။ကိုနိုဟာကတော့အယ်ဖာအန်နီမဲဇက်ကောင်တက်တက်ပေးလို့ဆိုပါတယ်။ဒါကိုကြောက်ကိုကလည်းပောက်ကွဲသွားခဲ့ပြီးသူသားအယ်ဖာဆိုရင်အားလုံးကိုကဲတင်နိုင်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။တကယ်တော့ကိုကဂျင်းနဲ့တူတူလူတွေကိုကူညီရှင်ခဲ့တာပဲဖြစ်ပါတယ်။တော့တာပေါင်းပြီးကင်းလဲရတဲ့ချိန်ကြီးကတော့ဘွားရဲ့မှတ်ရစရာချိန်ကြီးပဲဖြစ်ပါတယ်။အဲချိန်ချင်းကတော့မစ်ဆူကိုင်းတို့အုပ်စုရဲ့ချုံနောင်ရင်းကိုခံနေရပါတယ်။တောင်းညမ်းမှုလုံးပြန်တော့လေမေစည်းစာမိသွားခဲ့ပြီးမြေအောင်ခန်းကိုရောက်သွားပြန်ပါတယ်။မစ်ဆူကိုင်းကတော့သူကပလေယာတွေကိုတုံးတင်နေသူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အကြောင်းကတော့သူထွင်ခဲ့တဲ့ပလေယာတွေကလူတွေကိုတိုက်ခိုက်လာတာကြောင့်ပဲဖြစ်ပါတယ်။
အဲဒီစားသူကဂျင်းကိုသုံးချပြီးဆမ်မန်းစွာနဲ့ပလေယာတွေကိုပြန်ပြီးတုံ့တင်ခြင်းနေခဲ့ပါတယ်။ဒါကိုကြောက်ချင်းလေကိုရှာကိုကိုက်ဖို့လှုပ်လိုက်ပေမဲ့ပြန့်နေရဲ့ပြင်နက်ကွင်းကလည်းလွှမ်းမိုးလာပြန်ခဲ့ပါတယ်။အဲလိုနဲ့အထဲကိုရောက်လာကြပြီးမစ်ဆူကိုင်းကအကြောင်းအရာတစ်ခုကိုပြောပြလိုက်ပါတယ်။အဲဒါကတော့ဂျင်းကပလေယာတွေကိုမဲလိုက်ဖို့အတွက်တီးတန့်ထုတ်လုပ်ထားတဲ့ဟန်တာပဲဖြစ်ပါတယ်။နောက်ပြီးတပ်ပြလိုက်တဲ့အာကဲမီယာလည်းနီးပညာနဲ့ကလုံးပွားရတဲ့အရာဖြစ်ကြောင်းသိလိုက်ရပါပြီ။ဂျင်းကတော့အာကဲမီကိုတွားတွေးခြင်းပေမဲ့မစ်ဆူကိုင်းကတော့အဲလိုမလုပ်ဖို့တားနေခဲ့ပါတယ်။အကြောင်းကတော့ဂျင်းနဲ့ပတ်သက်နေရင်ပလေယာတွေကအာကဲမီကိုပြစ်မှတ်ထားလာနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂျင်းလည်းအတုံလေးကိုနာကျင်သွားခဲ့ရပြီးကိုနိုဟာကလည်းအာကဲမီစီရောက်လာပြန်ပါတယ်။မစ်ဆူကိုင်းကတော့ဂျင်းကိုတူးလန့်အောင်မှနေထိုင်ပြီးအားလုံးကိုကာဝယ်ဖို့အတွက်ပြောနေခဲ့ပါတယ်။အဲလိုဖြစ်ဖို့ဆိုရင်ဂျင်းရဲ့ဇမ်မန်းပုံစံကအနီရောင်ပြောင်းသွားတဲ့အထိလေ့ကျင့်ရမှာပဲဖြစ်ပါတယ်။ဂျင်းကလည်းအဲ့ဒီစာအာကဲမီရဲ့သားပုံစံတိုင်းဆက်ရုပ်တစ်ခုကိုဖန်တီးပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်မစ်ဆူကိုင်းလည်းလက်ခံလိုက်ပြီးဂျင်းကတော့ဇမ်မန်းဖြစ်ဖို့စဉ်းသိခဲ့နေခဲ့ပါပြီ။အဲ့ချိန်ရဲမူကြီးစားရမှာကတော့လက်ပြကြီးတစ်ခုကိုကြည့်နေခဲ့ပါတယ်။ဒီတိုင်းဆိုရင်ကောင်းဆိုးကပဲမိတ်စာဖြစ်နိုင်ကြောင်းထောက်ပြလိုက်ပြီးမိလူသားနဲ့တူကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်။အဲလိုနဲ့ဂျင်းစီကိုရောက်လာခဲ့ပြီးဂျင်းကတော့ထုံးစံအတိုင်းလူကေပင်းရန်တောင်းကိုတောင်းနေခဲ့ပါတယ်။စားရမှာကတော့ဂျင်းကိုအဲလိုလုပ်ပြီးငွေရှာမဲ့စာသူ့ဆောင်ရှောင်းမှုအောက်မှာပဲနေစေချင်နေခဲ့ပါတယ်။ဒါပေမဲ့ဂျင်းကတော့အဲလိုမဟုတ်ပဲကျေးဇူးကျွေးကိုစချင်ကြောင်းပြောတာထွက်သွားခဲ့ပါပြီ။အဲချိန်လူစုကတော့မျိုးသားတယောက်ရဲ့ခန္ဓာကိုယ်ချိန်မော့သွားအောင်လုပ်နေခဲ့ပါတယ်။ဒေါင်းမြင်တော့ဟာနာကိုလည်းကြောင်းနေခဲ့ပြီးထွက်ပြေးသွားခဲ့ရပါပြီ။အဲလိုနဲ့နေရာရောက်မှာတော့အာမာကိုင်းတို့အုပ်စုရဲ့နေမီနာကိုရောက်လာခဲ့ပါတယ်။တကယ်တော့ဂျင်းကဇမ်မန်းဖြစ်လာဖို့လက်ခံခဲ့တာနှစ်တောင်မှရှိပြီဖြစ်ပြီးမစ်ဆူကိုင်းကလည်းသူ့ကိုအထူးပစ္စည်းတွေပေးရခဲ့ပါတယ်။အဲချိန် CCTV ကစင်ကိုနိုဟာတို့တားမိကိုတွေးလိုက်ရပါတယ်။ကိုကတော့အားလုံးရဲ့ကူညီနဲ့ဟီးရိုးပစ္စည်းတွေကိုရောင်းချနိုင်နေခဲ့ပါပြီ။အဲလိုနဲ့ဟာယာမီကရောက်လာခဲ့ပြီးကိုကလည်းကျောင်းဝါတစ်ခုကိုကြားလိုက်ရပါတယ်။တကယ်တော့ဟာယာမီကဂျင်းရဲ့ဖြစ်မှန်ကိုသိနေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုကမှလည်းအိမ်မကောင်းနေရှိနေတဲ့အတွက်ဟီးရိုးဝစ်စုံကိုထုတ်ပေးဖို့စီစဉ်ထားကြောင်းပြောပြလိုက်ပါတယ်။အဲချိန်ဂျင်းကတော့ကိုနိုဟာကိုထမင်းဝေနေတဲ့အနားကနေဖြတ်သွားခဲ့ပါတယ်။ဘေးရီကလည်းဂျင်းရက်ကွက်ထဲကိုရောက်လာပြီးတဲ့အကြမ်းဖက်မှုတွေရောသွားကြောင်းပြောပြနေပါတယ်။အမေကတော့ကိုနိုဟာကိုဂျင်းကိုတွားပြီးနှုတ်ဆက်ဖို့အတွက်ခွင့်ပြုလိုက်ပါတယ်။ဒါကြောင့်ကိုနိုဟာလည်းတွားနှုတ်ဆက်လိုက်ပြီးဂျင်းကတော့စူးစမ်းဖို့သာပြောပြီးထွက်သွားခဲ့ပါတယ်။အာကဲမီကဂျင်းရကြောင်းနဲ့အားလုံးနဲ့ဘောရာကိုပြောလိုက်ချိန်မှာတော့ဂျင်းလည်းအံ့ဩလို့တွားခဲ့ပါပြီ။အဲလိုနဲ့အိမ်ပြန်ရောက်လာခဲ့ပြီးဖင်ကုန်းနေတဲ့ဟာနာကိုတွေးလိုက်ရတဲ့အတွက်ဂျင်းလည်းဖင်ကိုပိတ်ကန်ချပေးလိုက်ပါတယ်။ဂျင်းကသူ့ကိုထွက်သွားခိုင်းမိမယ်ဟာနာကိုကတော့အမြုပ်ဖြစ်သွားတဲ့လူတွေအကြောင်းပြောလာခဲ့ပါတယ်။အဲချိန်ကိုနိုဟာကတော့ကိုကားစီကိုရောက်လာခဲ့ပြီးဂျင်းကိုတွေးရတဲ့အကြောင်းသတင်းလာပို့နေခဲ့ပါတယ်။ဆွဲကြိုးကိုလည်းပြန်ပေးဖို့ကြိုးစားပေမဲ့မအောင်မြင်ကြောင်းပြောပြရင်ဝမ်းနည်းနေခဲ့ရပါပြီ။တစ်ဖက်မှာလည်းဟာနာကိုကဂျင်းကိုဟင်းချက်ရမ်းတော်တဲ့အတွက်ချီးကျူးနေပါတယ်။အဲချိန်ဂျင်းကအပုံနှံကိုခံစားမိရကြောင်းပြေးထွက်သွားခဲ့ပြီးဟာနာကိုကလည်းနောက်ကနေလိုက်သွားခဲ့ပါပြီ။အဲလိုနဲ့ညနေကအုပ်စုနဲ့သွားတိုးပြီးခေါင်းမာနင်းခံလိုက်ရပြန်ပါတယ်။အဲချိန်ဂျင်းရောက်လာပြီးဟာနာကိုလွတ်ပေးဖို့အတွက်ပြောနေပေမဲ့အနေတွေကကြောတင်းနေတဲ့အတွက်ကြော်လာတဲ့ကောင်ဖုတ်ပေးလိုက်ပါတယ်။ပြီးတော့သူကအက်ဆစ်ကောင်ရဲ့အနာကိုတိုးသွားခဲ့ပြီးဝမ်းမိုက်ကန်ချက်ကိုပြစ်သွင်းလိုက်ပါတယ်။ဒါပေမဲ့ငနေကပြန်ပြီးကောင်တာလာတာကြောင့်ဂျင်းလဲပြန်ပြီးစော်ခံလိုက်ရပြန်ပါပြီ။အဲချိန်အဆောင်တွေကတော့ဟာနာကိုမေဇစ်နတ်နဲ့ကစ်ချလိုက်ပြီးပလေယာဘေးကြီးတွေကလည်းသူ့ရဲ့တွင်ကိုပြောင်းချလိုက်ပါတယ်။ဒါရောက်ချင်းလေ WPK ကိုဝါပြီးဆမ်မန်းတွင်ကိုပြောင်းမိုးလုပ်ပေမဲ့ပလေယာရဲ့လက်ချက်မှာလည်းစုပ်ပြတ်နေအောင်ချိန်ခံလိုက်ရပြန်ပါတယ်။မနေ့ကသူ့ကိုချုပ်လာချိန်မှာဂျင်းလေဘာမှတက်နိုင်တော့ပဲအဆုံးသတ်ဖို့လုပ်နေချိန်ဆမ်မန်းတွင်ကိုပြောင်းလဲလို့ရသွားခဲ့ပါတယ်။ဒါရောက်သူကချက်ချင်းပဲငနေရင်ကိုစုပ်ခဲလိုက်ပြီးတိုက်ပွဲကလည်းပြီးဆုံးသွားခဲ့ပြန်ပါတယ်။ဒါပေမဲ့လူသားပုံစံပြန်ပြောင်းသွားတဲ့အတွက်အားလုံးလည်းရန်သူကတတ်ရှင်နေသေးကြောင်းကိုသိလိုက်ရပြီးငနေကလည်းကပ်ပါကောင်ပုံစံနဲ့နေရာမှာသွားပုန်းနေခဲ့ပါတယ်။အဲချိန်စောင်းကြီးသူကရောက်လာပြီး EVO အဖွဲ့ချုပ်ရဲ့စီးနင်းတိုင်းကိုလိုက်နာတဲ့ငနေကိုကိစ္စတုံးမိလိုက်ပါတယ်။ပြီးတော့နဲ့သူကဂျင်းဟိုပါရောပြီးစောနေကိုဖောက်ထုတ်ချပေးလိုက်ပါတယ်။
မစ်ဆူကိုင်းတော့ဒါစောင်းကြီးသူပဲလို့ပြောကထိတ်လန့်နေခဲ့ပြီးဇလန်းလေးကဒီမာရီမဲခိုင်းရလို့တွားခဲ့ပြန်ပါတယ်။ပိုင်းသုံးရဲစမှာတော့စောင်းကြီးသူကဂျင်းုံထိုးချလိုက်ခြင်းဟိုက်တာနီကလည်း CCTV ကိုဖျက်တောက်လိုက်ပါတယ်။စောင်းကြီးသူကတော့ဂျင်းပလေယာမှုတ်တဲ့ဘာအောင်လဲဆိုပြီးမေးနေခဲ့ပြီးဟိုက်တာနီကရောက်လာခဲ့ပြီးဇာနန်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဇမ်မန်းဟိုသာတက်လိုက်မယ်ဆိုရင်ဟောစင်မြတ်တော်ရှားမာကိုလည်းတီးလိုက်ရပါပြီ။ဒါရောက်စောင်းကြည့်သူလည်းနောက်ဆုတ်သွားခဲ့ပြီးဂျင်းကတော့ဟိုက်တာနီကိုဘောစစ်ကြောင်းမေးမြန်းလိုက်ပါတယ်။ဒါပေမဲ့ဟိုက်တာနီကတော့ဘာမှပြောပဲသူက EVO အဖွဲ့ရဲ့ player ဖြစ်ကြောင်းပြောပြလိုက်ပါပြီ။အဲချိန်စောင်းနီကလည်းရောက်လာခဲ့ပြီးဟိုက်တာနီကလည်းပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။အဲလိုနဲ့မစ်ဆူကိုင်းလည်းရောက်ရှိလာပြီးစူပါရီရဲ့အကြောင်းပြောပြလာပါတယ်။စူပါရီရဲ့တောင်းကတော့မူလပုံစံပြောင်းလဲသွားတဲ့ player တွေကိုတုံ့တင်ရတာပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ဟာနာကိုကနိုးလာခဲ့ပြီးဂျင်းကလည်းနင်းလေကိုတောင်ရောက်နေပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဟာနာကိုကတော့ခေါင်းခိုင်းနေရကြောင်းစေးတောက်ဖို့အတွက်ရေကိုတောင်းလာခဲ့ပါတယ်။အဲလိုနဲ့ဟာနာကိုလည်းဆေးကိုတောက်လိုက်ပြီးရေချိုးဖို့ပါတောင်းဆိုလိုက်ပါပြီ။ဂျင်းကတော့ဟာနာကိုညပဲထပ်ပြီးတဲဝင်ပေးမှဖြစ်ကြောင်းတီးပေးလိုက်ပါတယ်။ဟာနာကိုကတော့အဲလိုမဟုတ်ပဲအခုချိန်ထိကိုသူကကြောင်းနေတဲ့အတွက်အတင်းတွေငင်းနေခဲ့ပါတယ်။ဒါပေမဲ့ဟာနာကိုကလက်ခံလိုက်ပြီးရေချိုးဖို့လုပ်နေချိန်ဂျင်းကလည်းစောင်းကြီးကင်မရာကိုဖြုတ်ပြီးခဲ့ပြီးဒါကိုထင်ရဲသွားတဲ့ဟာနာကိုကတော့ဂျင်းကိုဆက်ပြဖို့နဲ့ကောက်ပေါက်လိုက်ပါတယ်။အဲချိန်ကိုကတော့ဟာယာမီရဲ့ခေါင်းဆောင်မှုနဲ့တူဓာတ်ခွဲခန်းခုကိုရောက်လာခဲ့ပါတယ်။ဟာယာမီကတော့ဒါအုတ်ထရီတောင်တည်ရဲ့စီမံကိန်းဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲလိုနဲ့ထဲကိုရောက်လာခဲ့ပြီးအယ်ဖာပုံစံဝစ်စုံကိုမြင်လိုက်ရပါပြီ။တယောက်ကတော့ဒါစမ်းသပ်ပုံစံအစင်ပဲရှိသေးကြောင်းပြောပြနေချိန်ကိုကတော့ကျောင်းဝါတစ်ခုကိုထုတ်ပြောလိုက်ပါတယ်။အဲဒါကတော့အယ်ဖာရဲ့ပုံစံတိုင်းဝိယုံကပါမာတဲ့ပြင်မဲယုံကြီးဖြစ်နေကြောင်းလေသိလိုက်ရပါပြီ။ဒီထက်ပိုပြီးဆိုးတာကတော့အယ်ဖာရဲ့တရားမျှတမှုသင်္ကေတအမှတ်သားကလည်းပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။ဟာယာမီကတော့ဒီဝက်စုံတီးပြူလိုက်တာသူကိုယ်တိုင်ဖြစ်နေတဲ့အတွက်တောင်းပန်နေခဲ့ရပါပြီ။အဲချိန်ကိုနိုဟာကတော့ရေကူးတင်တဲ့ဆ iam မတယောက်နဲ့တွေ့ဆုံနေပါတယ်။တစ်ဖက်မှာလည်းမျိုးရင်းရောက်လာတဲ့ကိုကဖိုးအင်းကျောက်ကလာအောင်တွေ့ဆုံနေပါတယ်။နောက်ပြီးကိုကရဲ့ဖန်ဖြစ်ကြောင်းနဲ့စမ်းသပ်မှုတစ်ခုကိုလည်းလှုပ်ချင်ကြောင်းပြောလာခဲ့ပါတယ်။ဖုန်းလေးကဗီဒီယိုကိုပြလိုက်ချိန်မှာတော့ကိုကလည်းအတော်လေးကိုလှန်သွားခဲ့ပြီးကိုနိုဟာကတော့ရေကူးဆ iam မရဲ့နှိမ့်ဆက်ခြင်းကိုခံနေရပါပြီ။အဲချိန်ဖိုးကြီးရောက်အချင်းတစ်ခုကိုရှင်းပြခဲ့ပါတယ်။အဲဒါကတော့သူနဲ့လိုက်ခဲ့ရင်ကိုကရဲ့ဖန်3ယောက်ကိုတိုက်ပြစ်မှာဖြစ်ပြီးဖန်3ယောက်ကိုရွေးရင်တော့ကိုနိုဟာကိုဆုံးရှုံးသွားရမှာပဲဖြစ်ပါတယ်။အဲလိုနဲ့ကိုကလည်းကိုနိုဟာကိုရွေးလိုက်ပြီးဖန်3ယောက်ကတော့ပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရပါတယ်။အဲနောက်မှာတော့ဖိုးကြီးလည်းတင်နှန်းဆ iam မကိုငွေသားချို့ပေးရခဲ့ပါတယ်။ဆ iam မကတော့သူကအေးဆေးနေခြင်းတဲ့အတွက်နောက်တစ်ခါထပ်ပြီးပတ်သက်ချင်ကြောင်းပြောနေခဲ့ပါတယ်။အဲချိန်ဘာတန်တာကလေအဖိုးကြီးကိုဂျီရိုဆိုပြီးခေါ်လိုက်ရင်လူသားတွေနဲ့ EVOL တွေကိုရှုပ်ထွေးအောင်မလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။နောက်နေ့မှာကိုကလည်းသူ့ကြောင့်တည်ဆုံးသွားတဲ့ကျောင်းသူတွေရဲ့သတင်းကိုကြည့်လိုက်ရပါတယ်။အဲချိန်ဂျီရိုရဲ့ဖုန်းကဝင်လာခဲ့ပြီးစမ်းသပ်မှုကိုကြာရှုံးကြောင်းပြောရင်ချသွားခဲ့ပါတယ်။အဲလိုနဲ့ကိုကလည်းဟာယာမီစီရောက်လာခဲ့ပြီးဖြစ်ကြောင်းကုန်စင်အားလုံးကိုပြောပြလိုက်ပါတယ်။ကိုနိုဟာရဲ့ဖုန်းကလည်းဝင်လာခဲ့ပြီးကိုကကိုကြောင်းလာတဲ့အတွက်မေးနေခဲ့ပါပြီ။နောက်ပြီးဂျင်းနဲ့တွေးဆုံမှုအတွက်ပြောနေပေမဲ့ကိုကတော့ညှစ်ဆန်ခဲ့ပြီးဖုန်းကိုချသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း player ဘိန်းတွေကလူတွေကိုတတ်ဖို့လုပ်နေခဲ့ပါပြီ။အဲချိန်ဟိုက်တာနီကရောက်လာပြီးနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။နောက်ပြီးစူပါရီကိုတူထိန်းထားမှဖြစ်တဲ့အတွက်ဂျင်းအောင်တတ်ဖို့ကြံပေးလိုက်ပါတယ်။တစ်ဖက်မှာလေကိုနိုဟာဂျင်းနဲ့ဟာနာကိုတွေးလိုက်ရပြီးဂျင်းကတော့ကိုနိုဟာကိုအိမ်ပြန်ခိုင်းနေခဲ့ပါပြီ။အဲလိုနဲ့ဆက်ထွက်လာရင်အပုံနှန်းကိုရလာခဲ့တာကြောင့်ဂျင်းလည်းနောက်ကျောင်းခောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲချိန် player ဘိန်းကဆင်းချလာပြီးကိုနိုဟာနဲ့ကျောင်းသူလေးကိုပြန်ပြီးဆွဲသွားပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ပြီးရတဲ့သူကပုံစံကိုပြောင်းချလိုက်မှဂျင်းလည်းဓာတ်ပြုတ်ပီကဲကိုအိမ်မှာကြံခဲ့ကြောင်းသိလိုက်ရပါတယ်။တစ်ဖက်မှာလည်းဟာနာကိုပလေယာကောင်ကတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ကိုကတော့ပြီးပြည့်စုံတဲ့အယ်ဖာရဲ့ဝက်စုံကိုမြင်ပြီးမျက်ရည်တွေပါကျနေခဲ့ပါပြီ။အဲချိန်ပုံးဝဝင်လာခဲ့ပြီးကန်ကြည့်လိုက်မှကိုနိုကဖြစ်နေမှသိလိုက်ရပါတယ်။ဒါရောက်သူကချက်ချင်းပဲဝက်စုံဝင်ပြီးရင်းမြန်နဲ့ဒိုးသွားခဲ့ပါပြီ။တစ်ဖက်မှာလည်းပဲရဂျင်းရဲ့ဘိုက်ကိုပေါက်တဲ့အထိကျုံလာခဲ့ပါတယ်။ဒါပေမဲ့တော်ကျိုးတင်းတဲ့ဂျင်းကထကန်လာတဲ့အတွက်ဘဲကြီးလေးလွင့်ထွက်သွားအောင်ထပ်ပြီးတီးပေးလိုက်ပါတယ်
တပတ်မှလည်းမစ်စုကိုင်းကချင်းရင်ခုကိုရှင်းပြခဲ့ပါတယ်အဲ့ဒါကတော့ဂျင်းက WPK ပါမာတဲ့အတွက်ဇမ်မန်းသွင်းကိုပြောင်းလဲလို့မရကြောင်းသိလိုက်ရပါပြီအဲ့ချိန်ရှူကတော့သူ့ရဲ့ပုံစံမှန်ကိုထုတ်ပြလာပါတယ်ဒါတော့ကိုနိုဟာလေတင်းရီပါထွက်ကြကုန်ပြီရှူကတော့ဒါမင်းတို့မိသားစုရဲ့ဖန်တီးမှုဆိုပြီးအော်ဟစ်နေပါတယ်အဲ့ချိန်ကိုကလည်းရင်းမြန်းတဲ့အခင်းဖြစ်ရာစီလာနေခဲ့ပြီးဂျင်းကလည်းဟင်္ဂလန်ချောင်းကြီးနဲ့ဘဲရဲ့ရင်ဝါကိုစောင့်ထိုးချပေးလိုက်ပါတယ်ဒါကြောင့်ဘဲကြီးလည်းတော်လေးကိုနာကျင်သွားခဲ့ပြီးဟိုက်တားရီကတော့ဂျင်းကိုရှုံးပြတ်ဖို့အတွက်သတိပေးလိုက်ပါတယ်ဂျင်းကတော့ရတဲ့နီးနဲ့ကိုလုံဟာစီဒုံတိုင်းသွားနေခဲ့ပါပြီအဲ့ချိန်ဟာရာကိုကတော့သူ့ရဲ့ဘွားเจ้าကိုတွေးနေခဲ့ပါတယ်တကယ်တော့ဟာရာကိုရဲ့ခံစားရက်တွေကဂျင်းနဲ့တွေးမှပြန်လည်ရှင်သန်လာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ခေါင်းအထားပြီးကြိုက်လာတဲ့အတွက်သူလည်းဆေးကိုတောက်ဖို့လုံနေခဲ့ချိန်ပိုးကတွေအများကြီးကိုတွေးလိုက်ရပါတယ်မစ်ဆူကိုင်းတို့အုပ်စုကတော့ဂျင်းရဲ့ခြေနေကိုစောင့်ကြည့်နေခဲ့ရင်စိတ်တွေပူနေခဲ့ပါပြီအဲ့ချိန်ဂျင်းကတော့ကိုနိုဟာတို့ရှိရာစီရောက်လာခဲ့ပါတယ်ကိုနိုဟာကတော့အဲ့ဒီစာဒဏ်ရနေတဲ့တိုမိုမီကိုကူညီဖို့ပြောလိုက်ပြီးရှူကလည်းဂျင်းရဲ့နောက်ကျောကိုလက်တံနေနဲ့ဖောက်ချလိုက်ပါပြီဒါကြောင့်ဂျင်းလည်းပေါက်ကွဲသွားခဲ့ပြီးရှူရဲ့ပိုးဝဲအုပ်စုကြီးကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်စားချင်းမှလည်းအာပင်းနဲ့လက်သီးနဲ့ထိုးလိုက်ပေမဲ့ရှူကလည်းသူ့ရဲ့ပိုးဝဲလက်တံနေနဲ့ပြန်ကောင်တာနေခဲ့ပါတယ်အဲ့ချိန်လင်းလန်ခုကပေါ်လာခဲ့ပြီးပိုးဝဲအုပ်စုကိုမီးလောင်လိုက်သွင်းပေးလိုက်ပါပြီဂျင်းကတော့ဟီရိုဝစ်စုံတွေကလူကကိုကမှန်သိနေခဲ့ပါတယ်တိုမိုမီကလည်းကိုနိုဟာကမှှုတ်တော့တဲ့အတွက်မြန်လာကူဖို့ပြောနေခဲ့ပါတယ်ဒါကြောင့်ကိုကလည်းညှော်လုံးကိုရေမြန်ပေါ်တင်ပေးလိုက်ပြီးဌာနချုပ်ကိုလင်းပို့လိုက်ပါတယ်ဒါပေမဲ့ဟာယာမီကတော့ရင်ညံတယောက်ပဲဆန့်တဲ့အတွက်ကိုနိုဟာကိုသာဦးစားပေးကယ်တင်မှုအကြံပေးလိုက်ပါတယ်အားလုံးကိုကယ်တင်နိုင်နေဆိုပေမဲ့အားလုံးတည်သွားနိုင်တဲ့ရာဂိုင်နှုန်းကများနေကြောင်းပြောလိုက်ချိန်မှာတော့ကိုကလည်းတွေးဝေသွားခဲ့ရပါပြီဂျင်းကလည်းသူ့ကိုထားခဲ့ပြီးကိုနိုဟာတို့ကိုသာကယ်ထုတ်သွားဖို့တောင်းဆိုလာပါတယ်ဒါကြောင့်ကိုကလည်းရင်မြန်နဲ့တင်ပေးလိုက်ပြီးဂျင်းကတော့အောက်ဘက်ကိုဆင်းသွားခဲ့ပါပြီအဲ့ချိန်အင်ဂျီယာမဲ့အုပ်စုကရောက်လာခဲ့ပြီးဂျင်းကိုကူညီဖို့အတွက်လုပ်နေခဲ့ပါတယ်ဂျင်းကတော့အားလုံးကိုမလုပ်ဖို့ပြောပေမဲ့ဘဲအင်းတွေကတော့ပစုံကုန်းတွေကိုတီးဖို့ထွက်သွားခဲ့ပါတယ်အဲ့လိုနဲ့တိုက်ပွဲရင်းကလည်းစတင်လာပြီးကိုကလည်းဘဲအင်းတွေရဲ့ဘက်ကနေဝင်ရောက်တိုက်ခိုက်ပေးလိုက်ပြန်ပါတယ်ဒါအောင်မြင်တော့မစ်ဆူကိုင်းနဲ့အယ်ဖာဝစ်ဆောင်တဲ့ဘဲကဒူလဲဆိုပြီးမေးနေခဲ့ပါပြီကိုကတော့အားလုံးကိုထွက်သွားဖို့မိတ်ပေးလိုက်ပြီးဖမ်းမှလည်းဟိုက်တားနီကဂျင်းကိုစောင့်ကန်လိုက်ပါတယ်ဟိုက်တားနီကတော့ဂျင်းကိုဇမ်မန်းသွင်းကိုပြောင်းလဲဖို့အတွက်ခန္ဓာကိုယ်တေလောက်တဲ့အထိနှိပ်စက်ဖို့မလိုအပ်ကြောင်းရှင်းပြလိုက်ပါတယ်ပြီးတော့သူကဂျင်းကိုဆွဲလဲချလိုက်ပြီးတန်ကြောင်းတစ်ခုနဲ့ရင်ဝါကိုထိုးဆိုင်လိုက်ပါတယ်ဒါကြောင့်ဂျင်းလည်းတော်လေးကိုနာကျင်သွားခဲ့ပြီးဇမ်မန်းစွမ်းတွေကလည်းတဖန်ပြန်နိုးလာခဲ့ပါတယ်ဒီတစ်ခါမှာဂျင်းရဲ့ဆမ်မန်းဆွမ်းကနီယာကိုပြောင်းလဲသွားခဲ့ပြီးမျိုးတစ်ခုလုံးကိုတုံလို့သွားစေရဲ့အထိအော်ရာရီလည်းထိုးတက်သွားခဲ့ရပါပြီ။ဒါအောင်မြင်တို့အားလုံးလည်းအံ့ဩသွားကြပြီးဟိုက်တားနီကတော့နီယာဆွမ်းကိုရသွားတဲ့အတွက်ချီးကျူးနေခဲ့ရင်ဇလန်းလေးကဒီမာရီမဲခန့်ရက်လို့သွားခဲ့ပြန်ပါတယ်။အပိုင်းလေးရဲ့စမှာဂျင်းကသူ့ရဲ့ပြီးဆုံးနဲ့ဇမ်မန်းဆွမ်းကိုနှိုးထသွားနိုင်တဲ့အတွက်အံ့ဩနေပါတယ်။ဒါကြောင့်သူကချက်ချင်းပဲလှုပ်ရှားကြည့်လိုက်မှအရင်ထက်ပိုပြီးမြန်နေကြောင်းသိလိုက်ရပါပြီ။ Professor တို့အုပ်စုကလည်းဒီချိန်တွေကိုနားမလည်နိုင်ဖြစ်နေကြပါတယ်။အကြောင်းကတော့မြန်နှုံးဆွဲရင်ရောကရင်ထက်ပိုပြီးစတန်တိုးပွားလာတာကြောင့်ပဲဖြစ်ပါတယ်။ဒါအောင်မြင်တော့ player ဘိန်းကလည်းထွက်ပြေးဖို့လုပ်နေခဲ့ပြီးအဲ့ချိန်ကိုကရဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်။ဘိန်းကတော့ကိုကိုတပ်သားတွေကိုတတ်လိုက်တဲ့အတွက်တင်းနေခဲ့ပါတယ်။ကိုကလည်းသူကတရားမျှတမှုရဲ့သူရဲ့ကောင်အယ်ဖာဆိုပြီးကြွေးကြော်လိုက်ပါပြီရှုံးနေတဲ့ကြားမှာကြောင်းတောင်းနေလာပြောနေတာကြောင့်ဘိန်းလေးအာယုံနောက်သွားခဲ့ပြီးသူ့ရဲ့တွင်ကိုချက်ချင်းပဲပြောင်းချလိုက်ပါတယ်အဲလိုနဲ့တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပြီးကိုကတော့သူ့ရဲ့ဓာတ်နဲ့ခုတ်ဖို့လုပ်နေခဲ့ပါပြီဘိန်းကတော့ကိုကိုနက်နက်ချင်းဆန်တိုက်ခိုက်ဖို့တောင်းဆိုလာပါတယ်ဒါကြောင့်သူတို့လည်းပြေးဝင်သွားကြပြီးအဲချိန်ရှူကတော့တိုက်ပွဲကနေထွက်ပြေးဖို့လုပ်နေခဲ့ပါတယ်ဒါပေမဲ့ရှေ့မှာပေါ်လာတဲ့ဂျင်းရဲ့ပုံစံကြောင့်သူကိုယ်တိုင်လည်းနားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။ Professor တို့အုပ်စုကလည်းဒီတိုက်ပွဲကိုစိတ်ဝင်စားနေစောင့်ကြည့်နေပါတယ်။ရှူကတော့သူ့လမ်းမှာလာပိတ်နေတဲ့ဂျင်းုံသွားပြီးဟာနာကိုမနှင်းချင်းမဲ့ပါညာနဲ့သွားချောင်းနေပြန်ပါတယ်။ဒါကိုကြောက်ကျင်နဲ့နတ်ဖျားကွင်းနဲ့ချင်းချောက်လိုက်ပြီးရင်ဝါကိုစောင့်ကန်ပေးထည့်လိုက်ပါတယ်။ဒါရောက်သူကတံပြန်တိုက်စစ်ကိုပြုတ်လောက်လိုက်ပေမဲ့မေယိုတဲတဲ့ကိုထိုးခံလိုက်ရပြီးဂျင်းကလည်းထုတ်ခွက်ပေါင်းစုံနဲ့ချုပ်လာခဲ့ပါတယ်
အဲလိုနဲ့ကျင်လေရှုရဲ့ခေါင်းမော်ကိုရောက်နေတော့ဟိုက်တာနီကပေါ်လာခဲ့ပါတယ်ဟိုက်တာနီကတော့နတ်ပြားနေရဲ့ကွင်းရပလေယာတွေကိုမူလပုံစံပြန်ပြောင်းနိုင်အောင်တည်သွားခဲ့ပါပြီဒါကိုကြောင်းရှူလေအံ့ဩသွားခဲ့ပြီးဂျင်းကလည်းဆုံးသက်ထိုးချက်ကိုပြစ်သွင်းမိလိုက်ပြန်ပါတယ်နောက်ပြီးထွက်သွားဖို့လုံးနေတဲ့ကပ်ပေါင်းအောင်ထိုးခွဲလိုက်တော့ဟိုက်တာနီလည်းဘောရီကျသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဂျင်းရဲ့စွမ်းကဆက်ပြီးမြင့်လာတာကြောင့်စိုးရင်စရာခြေအနေကိုရောက်လာခဲ့ပါပြီတကယ်တော့ဟိုက်တာနီကဂျင်းရဲ့အကြောင်းကိုသိရဖို့အတွက်ရှုကိုတိုးကျွေးလိုက်တာပဲဖြစ်ပါတယ်ဒါကိုသိနေတဲ့ဂျင်းကဟိုက်တာနီကိုလိုက်ထိုးပြန်တော့လေဟိုက်တာနီကအေးဆေးပဲရှောင်ထွက်သွားခဲ့ပြန်ပါတယ်အဲ့ချိန်ဂျင်းကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုခံစားမိလိုက်ပြီးဖမ်းမှလည်းဘာတန်နာဘေးကဟိုက်တာနီကိုပြန်ခေါ်လာဖို့ပြောနေခဲ့ပါပြီကိုနိုဟာကတော့ဒီလင်းနေခဲ့ပြီးတိုမိုမီကလည်းစကားပြောနိုင်တဲ့ခြေအနေကိုရောက်နေခဲ့ပါတယ်တစ်ဖက်မှာလည်းကိုကရဲ့ဝက်ဆုံစွမ်းရည်ကကျဆင်းလာတာကြောင့်ဟာယာမီတို့အုပ်စုလည်းပြာခက်ကုန်ကြပါပြီဒါပေမဲ့စိတ်အားပြင်းတဲ့ကိုကတော့ဓာတ်ကိုထောက်ပြီးပြန်ထလာပါတယ်ဒါကြောင့်သူ့ရဲ့ဝက်ဆုံစွမ်းရည်လည်းပြန်တိုးသွားခဲ့ပြီးတိုက်ပွဲတွေကိုဂျင်းရပါရောက်လာတဲ့အတွက်ကိုကလည်းအံ့ဩသွားခဲ့ရပါတယ်နက်ကွင်းတွေကိုတွေးလိုက်ရတော့မှကိုကလည်းသူ့ရဲ့ရှေ့မှာရှိနေတဲ့ဇမ်မန်ကြီးကဂျင်းဖြစ်နေမှန်သိလိုက်ရပါတယ်အဲ့ချိန်ဇွန်ဘဲကြီးကထလာပြီးတပ်သားတွေနဲ့ဝိုင်းနာပြန်ပါတယ်ဘဲကြီးကတော့ပလေယာတွေရောဟန်တာတွေကအကုန်လုံးဖန်တီးကန်တတ်ပဲလို့ဆိုပါတယ်ပလေယာတွေကလူတွေကိုတတ်ဖို့ဖန်တီးခံရပြီးဟန်တာတွေကတော့ပလေယာတွေကိုတတ်ဖို့အတွက်ဖန်တီးထားကြောင်းရှင်းပြလိုက်ပါပြီအဲလိုနဲ့တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပြီးကိုကနဲ့ဂျင်ကလည်းဇွန်ကောင်တွေကိုရှင်းထုတ်ပေးလိုက်ကြပါတယ်ရလာတဲ့လက်တိုင်နဲ့ဘဲကြီးရဲ့တောက်ခွက်ကိုပိတ်ပေါက်လိုက်ပြီးချုပ်ထားလိုက်ရပြန်ပါတယ်ဒါပေမဲ့ဇွန်မောက်တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးအဖြူအောင်ကိုပြန်ပြောင်းသွားခဲ့ပါတယ်ဂျီရိုတို့ကလည်းဒီချီနီကိုတိုးဝက်ကင်မရာကဆင်စောင့်ကြည့်နေပါတယ်ဂျင်းကတော့ဇွန်ဘဲကြီးကိုရက်ဖို့ပြောပေမဲ့ခွေးသားကကလီကလာရီပြောနေတဲ့အတွက်ကိုကရဲ့ဓာတ်နဲ့စိုက်ချပေးလိုက်ပြန်ပါတယ်ရလာတဲ့ခွင့်ရေးကိုတုံးချဖို့စောင့်နေတဲ့ကိုကလည်းကြားတဲ့နီးနဲ့ရှင်းပေးလိုက်တော့ဂျင်းရလည်းဘဲကြီးသားကိုရောက်သွားပြန်ပါပြီဒါရောက်သူကရင်ဝါကိုထိုးခွဲပေးလိုက်ပြီးဘဲကြီးကိုနောက်ဘဝရအောင်ပို့ပေးလိုက်ပါတယ်ဘဲကြီးတည်ဆုံးသွားချိန်မှာကျင်လဲဇမ်မန်းကနေလူသားသွင်းကိုပြန်ပြောင်းသွားနိုင်ခဲ့ပါတယ်ကိုကလည်းကြီးရဲ့ခန္ဓာကိုပွေးပတ်ထားလိုက်ပြီးရဲရီကျနေခဲ့ပါပြီအဲလိုနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပြီးအင်ဂျီယာမဲအုပ်စုကလည်းကိုကိုကျေးဇူးတွေတင်နေခဲ့ပါတယ်ဟာနာကိုကတော့ကိုကို cosplayer လို့ထင်ရတာကြောင့်ဂျင်းကလည်းတရားမျှတမှုရဲ့သူရဲရောဆိုပြီးရှင်းပြလိုက်ပါတယ်အဲချိန်ဟာယာမီတို့ကရောက်ချလာပြီးဂျင်းနဲ့ဟာနာကိုလည်းသူတို့နဲ့တူလိုက်ခဲ့ဖို့အတွက်ပြောလာခဲ့ပါတယ်မစ်ဆူကိုင်းကတော့မြေဖြစ်သူကိုအယ်ဖာပုံစံနဲ့မြင်ရတဲ့ပုံအံ့ဩနေပါတယ်ကိုကတော့အဲလိုမျိုးပဲပလေယာတွေရဲ့အကြောင်းသာမေးနေတော့တာပါတကယ်လို့ဒါဇက်ရှုပ်ကြီးဆိုရင်တော့မှတီးရင်ကြောင်ပြောပြလိုက်ပြီးအဲချိန်ဟာနာကိုကတော့ဆင်းုံမော်မှာပေါက်နေခဲ့ပါတယ်ကြောက်စရာကောင်းတဲ့ပိုးဝတ်တွေကိုမြင်ခဲ့ရကြောင်းပြောပေမဲ့ဟာယာမီကတော့ဒါခေါင်းကိုက်တာကြောင့်ထင်အောင်ထင်မှပြက်နိုင်နေလို့ပြောပြီးထွက်သွားခဲ့ပါတယ်နောက်နေ့မှာဟာယာမီလည်းဆဲဆူကိုဟာနာကိုမှန်ညံဖြတ်ပြီးပြန်လွှတ်လိုက်ကြောင်းတင်ပြခဲ့ပါတယ်ဒါကြောင့်ဆဲဆူလည်းကျေနပ်သွားခဲ့ပြီးအယ်ဖာဝစ်ဆုံရဲ့အကြောင်းရင်းကိုတင်ပြခိုင်းနေခဲ့ပါပြီဟာယာမီကတော့သူကအဲဝစ်ဆုံဆဲဆူပြီးတဲ့ထောက်ပံ့ကြီးနဲ့တီထွင်ငယ်ကြောင်းကိုရှင်းပြလိုက်ပါတယ်အဲလိုနဲ့ဟာယာမီလည်းကာဘဲနဲ့တူစီဝဲကနေပြန်လာကြပြီးကိုကရဲ့အိမ်မက်ကြောင်းဆွေးနွေးခဲ့ပါတယ်တကယ်လို့ဟာယာမီကကိုကကို corporation ခုလုံးရဲ့နောက်တက်မဲ့ဥက္ကဋ္ဌဖြစ်စေချင်နေတာပဲဖြစ်ပါတယ်အဲ့ချိန်ကိုကတော့ဂျင်းစီကိုရောက်လာခဲ့ပြီးအကြောင်းစုံကိုတီးပြီးကြောင်းပြောပြလိုက်ပါပြီနောက်ပြီးဇမ်မန်ရဲ့ပုံချမ်းကိုထုတ်ပြရင်သူနဲ့ဂျင်ကဟီးရိုးညီနောင်နေပဲဆိုပြီးပြောနေခဲ့ပါတယ်အဲလိုနဲ့ကိုနုံဟာစီရောက်လာခဲ့ပြီးကိုနုံဟာကလည်းပလေယာတွေရဲ့အကြောင်းကိုရှင်းပြခိုင်းနေခဲ့ပါတယ်အကြောင်းကတော့ရှူကသူ့ကိုသူမတို့မိသားစုကဝိုင်းနီတီထွင်ငယ်ကြောင်းကိုပြောသွားတာကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်ဂျင်လည်းသူတို့ကိုယ်တိုင်တော့မတီးချောင်းပြောပြီးလိန်ချလိုက်ပါပြီအဲနောက်မှာဂျင်လည်းပြန်သွားခဲ့ပြီးအမေကလည်းကိုကကိုလာအောင်တွေ့ဆုံခဲ့ပါတယ်ကိုကတော့သူကဟီးရိုးလို့ဖို့ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်စိတ်ပူဖို့ပြောပြလိုက်ပါတယ်တဖက်မှာလည်းမစ်ဆူကရဂျင်ကိုဟာနာကိုနဲ့လမ်းခွဲဖို့အတွက်တောင်းဆိုခဲ့ပါတယ်ဒါကြောင့်ဂျင်လည်းဟာနာကိုသွားပြီးအိမ်ပြန်မှုအတွက်ပြောပေမဲ့ဟာနာကိုကတော့လုံးဝလက်မခံခဲ့ပါဘူးအဲ့စားချင်းကသူပြန်လာတဲ့အထိမိသားစုအိမ်မှာစောင့်မင်းမယ်ဆိုသူနဲ့တူနေခွင့်ပေးမယ်ဆိုပြီးကမ်းလှမ်းလိုက်ချိန်ကိုနိုဟာလည်းကြားသွားခဲ့ပါတယ်အဲလိုနဲ့ဟာနာကိုလည်းပြန်ချသွားခဲ့ပြီးဂျင်းကတော့အားလုံးနဲ့တူဓာတ်ခွဲခန်းကိုရောက်လာခဲ့ပါပြီ
မစ်ဆူကိုင်းကတော့ဇမ်မန်ဆွာဖြစ်လာခြင်းရဲ့အသေးစိတ်ကိုရှင်းပြခဲ့ပါတယ်တကယ်လို့သူတို့ကအကျဉ်းဆုံးပလေယာကိုတီထွင်ရင်းဇမ်မန်ရဲ့စွမ်းကိုဖန်တီးမိသွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဇမ်မန်ဆွာအကောင်းဆုံးအနေထားကိုရောက်နေပေမဲ့ပြီးပြည့်စုံခြင်းမရှိခဲ့ပြန်ပါဘူးကိုကတော့ဂျင်းကိုမစ်ဆူကားရတင်းကျပ်ဇမ်မန်ဖြစ်လာစေတဲ့အတွက်တောင်းပန်နေခဲ့ပြီးဂျင်းကလည်းသူကိုယ်တိုင်ကဇမ်မန်ဖြစ်ဖို့လက်ခံခဲ့ကြောင်းရှင်းပြလိုက်ပါတယ်အဲ့ချိန်ကန်ဆာကီက system ကနေဆက်သွယ်လာတာကြောင့်ဂျင်းလည်းဖိုးဖြစ်သူရဲ့တီနီယာကိုသိရဖို့အတွက်တောင်းကျမ်းလာပါတယ်ဒါတော့မစ်ဆူကလည်းတက်ခွဲကိုင်းကိုဖွင့်ပေးလိုက်ပြီးကန်ဆာကီရဲ့လက်ရှိပုံစံမှန်ကိုပြသလိုက်ပါတယ်ဒါကိုမြင်တော့ဂျင်းလည်းလက်ခံနိုင်ဖြစ်သွားခဲ့ချိန်မစ်ဆူကိုင်းကကျောင်းဝါတစ်ခုကိုရှင်းပြခဲ့ပါတယ်အဲ့ဒါကတော့တေဆုံးသွားတဲ့ကန်ဆာကီရဲ့ဦးခေါင်းကိုသာယူလာပြီး data bank ဖြစ်ပြန်လည်တတ်သွင်းထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူကချင်းကိုတန်မာဆုံးဇာမန်ဖြစ်လာဖို့အတွက်ကန်ဆာကီကိုနီလန်တောင်းမှုကြံပေးလိုက်ချိန်ကန်ဆာကီကလည်း system ကိုလှမ်းပြီးနီအောင်ကြော်တုံးရှိလားဆိုပြီးမေးလာခဲ့ပါတယ်။ဂျင်းကတော့အဲ့လိုမဟုတ်ပဲပါဝါဂျိုးကိုဆွဲဖြုတ်လိုက်ပြီးအပိုးကိုပြီးတိုင်နားပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။အိမ်နောက်မှာကိုကလည်းအမေစီကိုလှမ်းဆက်သွယ်ပြီးအနီရောင်ကြော်တုံးပါတယ်လေဆွဲကြောင်းကိုမေးမြန်းနေခဲ့ပြီးကမှလည်းကိုပြောင်းဝတ်ဆောင်တဲ့လူကခြံထဲကိုဝင်လာနေခဲ့ရင်ဇလန်းကြီးကဒီမာရင်ပဲတခန်းရလို့တွားခဲ့ပြန်ပါတယ်။ပိုင်းကားရဲ့စမှာတော့ဟိုက်တာနီကကိုပြောင်းလူသားကိုဆက်လက်ညွှန်ကြားနေပါတယ်။အဲ့ဒါကတော့လေဆွဲကိုရှာဖို့အတွက်ကိုနိုဟာရဲ့ခန်းကိုတွားရမှာပဲဖြစ်ပါတယ်။အဲ့လိုနဲ့နေလေခန်းထဲကိုရောက်လာခဲ့ပြီးဝတ်စုံကိုဖယ်ခိုင်းလိုက်ပါပြီ။ဒါကြောင့်သူလည်းကိုနိုဟာကိုနှိုးလိုက်ပြီးဖြစ်ချင်တော့ဝစ်စုံအောက်ကဘဲကဂျင်းဖြစ်နေပါတယ်။ဒါအောင်မြင်တော့ကိုနိုဟာလည်းတော်လေးကိုအံ့ဩသွားခဲ့ပြီးဂျင်းကလည်းလေဆွဲကိုပြန်တောင်းနေခဲ့ပါပြီ။ဒါကြောင့်ကိုနိုဟာလည်းဘာမှပြောနေပဲလေဆွဲကိုပြန်ထည့်ပေးလိုက်ပါတယ်။အဲ့ချိန်ကိုကားနဲ့ဂျင်းတို့ကလည်းရောက်လာခဲ့ပြီးအနေကလည်းထွက်ပြေးဖို့လုပ်နေခဲ့ပါပြီ။ဒါအောင်မြင်တော့ကိုကလည်းအံ့ဩသွားခဲ့ပြီးနောက်ထပ်ဂျင်းကလုံးတွေကလည်းထွက်ပေါ်လာပါတယ်။တကယ်တော့ဒီကောင်တွေကဂျင်းရဲ့သွေးနဲ့ဖန်တီးရတဲ့ကလုံးကောင်တွေပဲဖြစ်ပါတယ်။မစ်ဆူခိုင်းကတော့ဂျင်းကိုကလုံးပွားသွားတဲ့ပေါ်အံ့ဩနေခဲ့ပြီး Professor ကလည်းဂျင်းရဲ့ဇာမန်ဆွမ်းပြည့်စုံနေတဲ့အတွက်ကလုံးပွားလို့ရကြောင်းပြောပြလိုက်ပါတယ်။အဲလိုနဲ့တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပြီးကိုကလည်းရှော့တိုက်ကန်ချမ်းနဲ့ဖြတ်ကန်လိုက်ပါတယ်။ဒါပေမဲ့ပိုပြီးသွတ်တဲ့ကလုံးကောင်ကပဲရှောင်သွားခဲ့ပြီးနောက်ကောင်ကလည်းမစ်ဆူခိုင်းစီပြေးဝင်လာတာကြောင့် Professor ကလည်းဂျားကနေဝင်ခံလိုက်ပါတယ်။ဒါကြောင့် Professor လည်းတေဆုံးသွားခဲ့ပြီးမစ်ဆူကရဲ့ခုံးမော်ကိုဓာတ်ချက်ကရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်ဂျင်းကလည်းရောက်လာခဲ့ပြီးကလုံးအောင်ကိုကန်မိလိုက်တော့ငဲလေးလွန်းထွက်လို့သွားခဲ့ပါပြီ။ဒါကြောင့်အားလုံးလည်းပြာခက်ကုန်ပြီးကိုကရဲ့ဓာတ်ကလည်းကလုံးအောင်ရဲ့လက်ချက်နဲ့ကျိုးသွားပြန်ပါတယ်။အဲ့ဒီချိန်ဂျင်းကပေါ်လာခဲ့ပြီးဆမ်မန်ဆွမ်းနဲ့ကလုံးအောင်တွေကိုအဆုံးသတ်လိုက်ပါတယ်။အဲလိုနဲ့ဂျင်းလည်းလူပုံပြန်ပြောင်းသွားခဲ့ပြီးကိုကတော့ကိုနိုဟာကိုရှာဖို့အတွက်ထွက်သွားခဲ့ပါပြီ။အဲနောက်မှာဂျင်းလေ Professor ရောရှိရစီရောက်လာခဲ့ပြီး Professor ကတော့တည်သွားခဲ့ပါတယ်။အဲချိန်ဂျီရိုကတော့လေဆွဲကိုရအောင်နာနေအတွက်ဝမ်းသာနေပါတယ်။ဒါကြောင့်သူကချက်ချင်းပဲအိမ်တော်ဘုံခွဲချလိုက်ပြီးဟိုက်တာနီကတော့ပျော်နေခဲ့ပါပြီ။နောက်နေ့မှာဟာနာကိုလည်းအိမ်မော်ကနေဆင်းလာပြန်ပါတယ်။ဖြစ်ချင်တော့လမ်းမတွင်ခေါင်းလေးရဇက်တိုက်ကိုက်လာခဲ့ပြီးအဲချိန်ဆဲဆူကတော့ကာဘင်းစီယာဓာတ်ပုံတစ်ခုကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့ကလုံးအောင်ချင်းရဲ့ပုံမဲဖြစ်ပြီးခင်းဖြစ်ပွားချိန်မစ်ဆူကိုင်းလည်းရှိနေကြောင်းသိလိုက်ရပါတယ်။မစ်ဆူကိုင်းကတော့ Professor သူ့အတွက်ကြားတေခံတော်တဲ့ကိစ္စကိုဝမ်းနည်းနေပါတယ်။ဒီတိုင်းဆိုရင်ဟိုက်တာနီကအားလုံးဒုက္ခပေးလာနိုင်တာကြောင့်မစ်ဆူကိုင်းလည်းစိတ်ပူနေခဲ့ရပါပြီ။ပိုဆိုးတဲ့ကိစ္စကတော့အနီရောင်ကြောက်တုံးကိုရသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ရတာပဲချင်းကိုသူတို့ရဲ့ဘက်တော်သားပြင်အောင်ဆွဲဆောင်မှုအတွက်အဓိကချက်တောင်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကိုကလည်းပေါက်ကွဲသွားခဲ့ပြီးအဲလိုပြင်းခံနိုင်ကြောင်းပြောနေခဲ့ပါပြီ။အဲချိန်ကိုနူဟာကတော့ကလုံးအောင်ချင်းပြီးသွားတဲ့ trauma ကြောင့်စိတ်ဒဏ်ရာတွေရနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကိုကစီဆဲစုကရောက်လာပြီးကလုံးအောင်ချင်းရဲ့ဓာတ်ပုံကိုပြသခဲ့ပါတယ်။ဒါတော့ကိုကလည်းအဲ့ဒါကကလုံးဖြစ်ကြောင်းရှင်းပြလိုက်ပြီးဂျင်းရှိရာစီထွက်သွားခဲ့ပါပြီ။ညနေရောက်တော့ချင်းလည်းအိမ်ပြန်မှုလုပ်နေချိန်ဘာတနာဘိန်းကရောက်လာခဲ့ပါတယ်။ဘာတနာဘိန်းကတော့သူဟာဟိုက်တာနီရဲ့အထက်လူကြီးဖြစ်ကြောင်းပြောပြရင် EVOL ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ကြောင်းရှင်းပြလိုက်ပါပြီ။ဒါကြောင့်ချင်းလေ WPK ကိုဝါဖို့လုပ်နေချိန်စောင်းကြီးသူကလည်းရောက်လာပြန်ပါတယ်။တစ်ဖက်မှာလည်း Alpha Witson ကိုဆဲစုကပြန်သိမ်းတော့မှဖြစ်ကြောင်းသိလိုက်ရပြီးကိုကတော့စိတ်ကြီးပြန့်နေခဲ့ပါပြီ။ဘာတနာဘိန်းကလည်းအိမ်တော်ဖောက်ခွဲလိုက်တဲ့ကိစ္စဟိုက်တာနီကသူ့ဘောနဲ့သူလုံတာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။
အဖွဲ့အစည်းနေနဲ့လူသားတွေကိုမဲဆွေဖွဲဖို့စ조사ခဲ့ပေမဲ့ဟိုက်တာနီကတော့လူသားတွေကိုဖျက်ဆီးဖို့အတွက်ကြံစီနေပါတယ်။နောက်ပြီးသူတို့အနေနဲ့ဟိုက်တာနီကိုမရှင်နိုင်တဲ့ပြင်ဟိုက်တာနီကကြီးရဲ့စွမ်းနဲ့လူသားတွေကိုဖျက်ဆီးဖို့လုပ်နေကြောင်းရှင်းပြလိုက်ပါပြီ။ဘေးင်းကတော့ဟိုက်တာနီကိုသူတို့ရဲ့စာကင်တွေပေးဖို့တောင်းဆိုလာပါတယ်။တစ်ဖက်မှာလည်းအမေဖြစ်သူကတားဖြစ်သူကိုကဟီးရိုးလုံတန်ကစားနေတဲ့ပုံစိတ်ပူနေတာကြောင့်ဆဲလူစီကိုတွားပြီးနားခွဲနေပါတယ်။ကိုကတော့ဝစ်စုံကိုပြန်ပန်းနိုင်အောင်လုပ်ပေးဖို့အတွက်တောင်းဆိုနေပါတယ်။ဖြစ်ချင်တော့ကိုလုံကပျောက်ဆုံးသွားတဲ့ဒင်းကိုကြားလိုက်ရပြီးဂျင်ကတော့ဟာနာကိုရဲ့ပွေးဖက်ချင်းကိုခံနေရပါတယ်။ဒါကြောင့်ဘယ်လီလည်းစိန်ထဲနိုင်တော့ပဲကစ်စင်နေပါဆွဲချလိုက်ပါတယ်။တစ်ဖက်မှာလည်းဂျီရိုကဟာနာကိုရှိမဲ့နေရာကိုကစီကိုလှမ်းပြီးဖုံးဆက်ခဲ့ပါတယ်။တကယ်တော့တိတ်မာတော့ကိုကလည်းရေကူးကန်စီရောက်လာခဲ့ပြီးကိုနိုဟာကတော့ကိုဖြစ်သူကိုကြောင်တောင်တောင်နဲ့ကြည့်နေခဲ့ပါတယ်။နောက်ပြီးကိုကိုတေချာပေါ့ပန်မအောင်လုပ်ဖို့အတွက်ကိုတောင်းဆိုမှုပါတယ်။ဒါကိုကြားမှကိုကလည်းစိတ်သက်သာရသွားခဲ့ပြီးတော့သူတန်မာလောင်လုပ်ဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါပြီ။အဲလိုနဲ့လက်ရှိချိန်ကိုပြန်ရောက်လာခဲ့ပြီးကိုကတော့တိုက်ပွဲဝင်မှုစင်သင်းဖြစ်နေခဲ့ပါတယ်။အဲချိန်ဂျင်းတို့ကတော့ချစ်ကြည်ညူတစ်တီတူတွေလုံနေကြပါတယ်။ပတ်ဆက်စုပြီးအိမ်ဝယ်ပြီးတာနဲ့မိသားစုကိုတီထောင်နေကြောင်းပြောပြရင်ဟာနာကိုကိုလည်းသူ့ရဲ့မိန်းမဖြစ်လာဖို့အတွက်တောင်းဆိုခဲ့ပါတယ်။အဲချိန်ဖုံးကထမိလာတာကြောင့်ကောက်ကန်လိုက်မှာကိုနိုဟာပြောင်းနေကြောင်းသိလိုက်ရပါတယ်။ဂျီရိုကတော့ကိုကိုသူ့စီလာပြီးတဲ့အတွက်ကျေးဇူးတင်နေပြီးကားဖို့တက်ခိုင်းနေပါတယ်။ဒါရောက်အားလုံးလည်းနောက်ကနေလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးဂျီရိုကတော့ကိုကိုမေးစေးမှုနဲ့ခန်းချလိုက်ပါပြီ။ပြီးရတဲ့သူကချီယာကန်ဆက်ကိုဖျက်ချလိုက်တော့အားလုံးလည်းပြာခတ်ကုန်ကြပါတယ်။နောက်ကမ်းမှာတော့ကိုကလည်းပြန်နှိုးလာခဲ့ပြီးကရိယာတစ်ခုကိုတက်ဆင်ခံရပါတယ်။ဂျီရိုကတော့ဒါသူနဲ့ကိုကရဲ့ကြားဆက်သွယ်ထားတဲ့ဆက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။နောက်ပြီးစက်တမှုစတင်ပြီးဖြစ်ကြောင်းလည်းသိလိုက်ရပါပြီ။ဒါတော့ကိုကလည်းနှက်ကိုထုတ်လိုက်ပြီးခန်းကားတွေကိုလိုက်လံစစ်ဆေးခဲ့ပါတယ်။ဖြစ်ချင်တော့ဝင်သွားတဲ့ခန်းမှာပါတီပွဲကကျင်းပနေတာကြောင့်ကိုကလည်းအံ့ဩသွားခဲ့ရပါပြီ။ဂျီရိုကတော့ဒါကိုကရဲ့ဖန်ကြီးဖြစ်ပြီးတယောက်ကလည်းသူ့ကိုလမ်းမလာထိုးခိုင်းနေခဲ့ပါတယ်။အားလုံးကဝိုင်းအောင်နေပေမဲ့မာယူကတော့ဝေးလာနေတာကြည်နေခဲ့ပါတယ်။ကိုကတော့စိတ်ရှုပ်လာတာကြောင့်တက်စင်ငန်းကိုထွက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။အဲချိန်ဂျင်းကတော့အာကဲမြစ်စီဖုံးလန်းဆက်နေခဲ့ပြီးဖမ်းမာတဲ့တက်စင်ငန်းလေးကနေထွက်လာတဲ့ကိုစော်ရင်းဝေကလာပြီးသူနဲ့တူတူထွက်သွားဖို့အတွက်ပြောနေခဲ့ပါတယ်။ပြီးတော့သူကနိုင်တစ်ခုကိုတွန်းဖွင့်လိုက်တော့ဖက်ကခန်းနဲ့အိတ်ခန်းတစ်ခုကပေါ်လာခဲ့ပါတယ်။တယောက်ကလည်းသူ့ကိုလာပြီးလိုက်ကြည့်ဖို့အတွက်ပြောနေခဲ့ပါပြီ။ဒါတော့ကိုကလည်းလိန်ပြောလိုက်ပြီးကောင်မလေးကိုထွက်ပေါက်မှန်ရဲကိုကြောင်းကြဖို့အတွက်သတိပေးလိုက်ပါတယ်။အဲလိုနဲ့ကိုကလည်းအခန်းထဲကိုပြန်လာခဲ့ပြီးဂရင်မော်တက်သွားတဲ့စော်လေးကတော့ကြောက်တုံးပြီးတေသွားခဲ့ပါပြီ။ဒါရောက်အားလုံးလည်းပြာခတ်သွားကုန်ကြပြီးတယောက်ကလည်းသူ့ကိုပါထားရိုက်လာပြန်ပါတယ်။အားလုံးပြင်ပရောက်လာပေမဲ့မာယူကတော့ထဲမှာကြံနေခဲ့ပြီးအဲချိန်ပြင်ပရောက်သွားတဲ့အုပ်စုကတော့ကိုကနဲ့တူထူးဆန်းတဲ့မိစ္ဆာကြီးကိုမြင်လိုက်ရပါတယ်။ဂျီရိုကတော့ရှေ့မှာရှိတဲ့တကားကိုဖြတ်ပြီးသူ့စီလာကိုပြောနေခဲ့ပါတယ်။အဲလိုမှမဟုတ်လေဟမ်မာမန်ကိုနိုင်ယူပြီးအားလုံးနဲ့တူသူ့စီကိုလာတိုင်းကောင်းရှင်းပြလိုက်ပါပြီ။ဒါရောက်သူလေဓာတ်ကိုထုတ်ချလိုက်ပြီးဟမ်မာမန်ကိုခုတ်ချလိုက်ချိန်ဖမ်းပါလေအာကဲမီစီဟာနာကူကရောက်နေခဲ့ပါတယ်။တကယ်တော့ဟာနာကူကဘယ်သူမှမြုံနိုင်တော့တဲ့အတွက်အာကဲမီရဲ့အိမ်မှာလာပြီးပုံနေခဲ့တာပဲဖြစ်ပါတယ်။အဲချိန်မျိုးရဲ့ဆက်သွယ်မှုတွေကလည်းပြတ်တောက်သွားခဲ့ပြီးဟိုက်တာနီကလည်း TV တွေမှာပေါ်လာခဲ့ပါတယ်။ဟိုက်တာနီကအားလုံးကိုသူ့သူ EVOL တယောက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။လူတွေနဲ့ပုံစံဆင်တူပေမဲ့လူသားမှုကြောင့်ပြောပြလိုက်ချိန်မှာတော့အားလုံးလည်းကြောင်သွားခဲ့ပါပြီ။ပြီးတာနဲ့သူကလူအုပ်ကြားမှာရှိတဲ့ player တွေကိုပုံစံပြောင်းခိုင်းလိုက်ပြီးလူသားတွေကိုတိုက်ခိုက်ခိုင်းပါတယ်။တစ်ဖက်မှာလည်းကိုနိုဟာက TV ကိုပိတ်ခိုင်းနေပါပြီ။အဲချိန်ဂျင်းရဲ့ဖုန်းကဝင်လာခဲ့ပြီးအာကဲမီကိုဟာနာကိုရှိလားဆိုပြီးမေးလာခဲ့ပါတယ်။ဒါရောက်အာကဲမီလည်းလိန်ပြောလိုက်ပြီးဂျင်းကတော့ဟာနာကိုရောက်လာတယ်ဆိုရင်လက်ခံထားဖို့တောင်းဆိုခဲ့ပါတယ်။ဟိုက်တာနီကတော့တစ်ချိန်လုံးကလူသားတွေရဲ့ရက်စက်မှုကြောင်းရှင်းပြခဲ့ပါတယ်။လူတွေက player တွေကိုဖန်တီးပြီးချင်းချင်းတက်ပြတ်ခိုင်းမိမဲ့နေ့မှာတော့ player တွေကအသီးစိတ်တွေဝင်လာခဲ့ပါတယ်။ဒါကြောင့်သူတို့ကလူသားတွေကိုလက်စားချေဖို့စီစဉ်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဖမ်းပါလေကိုကဟမ်မာမန်ကိုတိုက်ခိုက်နေခဲ့ရင်ဇလန်လီကဒီမာရီမဲခန်းရက်လို့တွားခဲ့ပြန်ပါတယ်။အပိုင်းကျောင်းရဲ့စမှာတော့ဂျင်လေမျိုးရဲကိုပြေးချလာခဲ့ပြီး player တွေကိုလိုက်လံရှာဖွေနေပါတယ်
အဲ့ချိန်ဟိုက်တာနီကတော့ player တွေရဲ့အကြောင်းကိုသေးစိတ်ရှင်းပြနေပါတယ်တကယ်တော့ player တွေကသူတို့ကိုတုံးချခံဖြစ်ဖန်တီးခဲ့တဲ့လူသားတွေကိုမုန်းတီးခဲ့တာပဲဖြစ်ပါတယ်ကိုကတော့ဟမ်မာမန်ကိုစွမ်းကုန်တိုက်ခိုက်နေခဲ့ပြီးဟမ်မာမန်ကလည်းသူ့ရဲ့ဒူလက်ကြီးနဲ့ပြန်ကုန်တာနေခဲ့ပါပြီဒါအောင်မြင်တို့အားလုံးကကိုရပ်ဖို့ပြောပေမဲ့ကိုကတော့ဆက်ပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်မြို့ထဲမှာတော့တောင်းရမ်းနေတဲ့ player တွေကိုချင်းကဇမ်မန်းစွမ်းနဲ့ရှင်းထုတ်ပေးနေခဲ့ပါတယ်ဟိုက်တာနီကလည်းဒီချီနေကို CCTV ကနေစင်ကြည့်ရှုနေပါတယ်အဲ့မှာလေဟာနာကိုစီဘဲမွေကရောက်လာခဲ့ပါပြီဟိုက်တာနီကတော့လူတွေကိုဒါရီအားလုံးကိုစားပြုစီခဲ့တဲ့အာမာကိုင်းကော်ပိုရေးရှင်းကိုသာပြစ်တင်မှုပြောပြီးပျောက်သွားခဲ့ပါတယ်အဲ့ချိန်ဟမ်မာမန်ကတော့ကိုကစီပြေးဝင်လာခဲ့ပြီးအားကုန်တိုက်ခိုက်ခဲ့ပါတယ်ဒါရကိုကလည်းလွန့်ထွက်သွားခဲ့ပြီးလွန့်ထွက်သွားတဲ့ဓာတ်ကိုပြန်ထိန်နှပ်ပုံစံပြောင်းလဲပြီးလိုက်ပြီးတောက်ခွက်တဲတွေကိုပြစ်ချလိုက်ပါတယ်ဟမ်မာမန်တီဆုံးသွားချိန်မှာတော့ဂျီယိုရဲ့သားလေးလည်းတော်လင်းကိုနာကျင်သွားခဲ့ရပါတယ်ကိုကတော့ဂျီယိုကိုစော်လင်းတွေကိုလှုပ်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်အေးဘူးနဲ့စော်လင်းကြီးလည်းထွက်သွားခဲ့ပြီးကိုကတော့ကြံနေခဲ့ပါပြီအဲ့ချိန်အခန်းထဲရန်ကနေလေးစားတွေကထွက်လာခဲ့ပြီးထွက်ပြေးနေတဲ့စကီလေးတွေကိုပိုင်းမိလိုက်ပါတယ်ဒါအောင်မြင်တော့ကိုကလည်းယူနန်းသွားခဲ့ပြီးဂျီရိုကတော့ထပ်ပြီးညစ်ပတ်လိုက်ရပြန်တဲ့ပေါ်ဘောတွေကျနေခဲ့ပါတယ်အဲ့ချိန်ထိန်ချုပ်ခံရတဲ့မာယူကရောက်လာပြီးသူ့ရဲ့နောက်ကိုလိုက်ခဲ့ဖို့အတွက်ပြောလာခဲ့ပါတယ်ဒါကိုကလည်းအံ့ဩသွားပေမဲ့ရွေးချယ်စရာရှိမိတဲ့အတွက်လိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာလည်းကျင်းကိုရဲရင်ကဝိုင်းနာခဲ့ပြီးဇမ်မန်းကနေလူသားတွင်ကိုပြောင်းလဲသွားတာကိုတွေးလိုက်ရပါပြီရဲမူးကြီးကကျင်းကိုရှင်းပြခိုင်းနေချိန်လူတို့ကလည်းထပြီးထင်းထင်းလွဲလာခဲ့ပါတယ်ဒါကြောင့်ရဲမူးကြီးလည်းရုပ်ရှင်ရိုက်ပေးလိုက်ပြီးကျင်းကိုခေါ်ထုတ်သွားဖို့ကြံစီလိုက်ပါတယ်အဲ့ချိန်ကိုနူဟာကတော့အာကင်းမီကိုဖုံးသုံးဝင်ပေးဖို့တောင်းဆိုခဲ့ပါတယ်ပြီးတာနဲ့သူကမက်ဆီကိုလှမ်းဆက်တွေ့ခဲ့ပြီးဖမ်းမာတဲ့မာယူကကိုဂျီယိုရှိရာစီခေါ်လာခဲ့ပါတယ်ဂျီယိုကတော့ကိုရဲ့တရားမျှတမှုလမ်းစဉ်မှာအားနည်းတဲ့အကြီးရှိကြောင်းပြောလာခဲ့ပါတယ်နောက်ပြီးတားပြစ်သူအီချီရိုနဲ့မိတ်ဆက်ပေးလိုက်ပြီးကိုကတော့မာယူရဲ့ချင်းချောက်မှုကိုခံနေရပါပြီကိုကတော့သူကအားလုံးကိုကယ်တင်မြင်ကြောင်းပြောချလိုက်ပေမဲ့ဂျီရိုကတော့အဲ့လိုမဟုတ်ပဲကိုကတော့ဟီးရိုးတော်မှာ W92 ကြောင်နေကြောင်းပြောပြလိုက်ပါတယ်ဟမ်မာမန်ကိုတိုက်ခိုက်တုံးကဆိုရင်လေကျင်းနေနေတဲ့မျက်နှာကိုမြင်လိုက်ရပြီးမိလောင်မှုမှာသူကောင်းဝင်ပြူသွားတဲ့အကြောင်းပြောပြလိုက်ပါပြီ။ဒါကြောင့်ကိုကလည်းမိလောင်မှုရဲ့သူရဲကောင်းကဂျင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကိုကတွေ့ကတော့ဂျင်းကရန်အောင်စစ်မှန်တဲ့သူရဲကောင်းဦးပဲဖြစ်ပါတယ်။အဲ့ချိန်ဂျင်းကတော့ရဲမုန်းကြီးကိုအာမာကိုင်းတာဝါစီပို့ပေးဖို့အတွက်တောင်းဆိုနေပါတယ်။တစ်ဖက်မှာလည်းဂျီယိုကပြောနေရင်ထားဖောက်လာခဲ့ပြီးအီချီရိုကလည်းသူ့ရဲ့ player ပုံစံကိုထုတ်ပြလိုက်ပါပြီဂျီရိုကတော့ဒါဆဲလူကိုယ်တိုင်သူတို့ပေါ်ကိုကျူးလွန်ခဲ့တဲ့မတရားမှုဖြစ်ကြောင်းပြောပြခဲ့ပါတယ်တကယ်တော့ဒါရီအားလုံးက player တွေစတင်ပြီးတင်းစိဝင်လာတဲ့ညမှာစတင်ခဲ့တာပဲဖြစ်ပါတယ်အဲဒီတော့ကဆဲစုကဂျီရိုကိုတက်ခွေးကန်းလေးကိုပိတ်ထားခဲ့ပြီးအစ်စ်နေနဲ့သူ့ရဲ့သားအီချီရိုလေးကိုပါတူတူပစ်ထားခဲ့ပါတယ်။အိမ်နောက်မှာအီချီရိုလည်းတေဆုံးသွားခဲ့ပြီးဂျီရိုကလည်းမတတ်နိုင်တော့ပဲသူ့သားရောပါပလေယာဖြစ်ကိုပြောင်းလိုက်ရပါတယ်။အဲချိန်ဟိုက်တာနီကရောက်လာခဲ့ပြီးတားဖတွေကိုကယ်ထုတ်သွားပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူကဆဲစုကိုလက်စားချေဖို့ကိုကောက်ကိုပြန်ပြီးပြစ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါမှအဖေတယောက်ရဲ့ဆုံးရှုံးမှုကိုဆဲစုကနားလေသွားနိုင်မယ်ဆိုပြီးပြေးဝကိုယုံကြည်ထားခဲ့တာပဲဖြစ်ပါတယ်။အဲ့ချိန်ဟာယာမီကလည်းရောက်လာခဲ့ပြီးမာယူကလည်းသူ့နှမ်းနဲ့ပြန်ပြီးချင်းချောက်လာပါတယ်။အီချီရိုကတော့ဒါသူ့ရဲ့စွမ်းနဲ့ထိန်းချုပ်ထားတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီတော့မှကိုကလည်းဟာယာမီကကိုလိုသူ့ဘက်သားဖြစ်ကြောင်းတီးသွားခဲ့ပြီးအံ့ဩသွားခဲ့ရပါတယ်။ဂျီရိုကတော့ကိုကို TV ကိုဖွင့်ပြခဲ့ပြီးဆဲစုနဲ့ကာဘီကလည်းညင်းနေပွားနေခဲ့ပါပြီ။ကာဘီက player တွေကိုစတင်ဖန်တီးခဲ့တာကဆဲစုရဲ့အာမာဂိုင်းကုမ္ပဏီဖြစ်ကြောင်းဖွင့်ချခဲ့ပါတယ်။ပြီးတာနဲ့သူကကိုတက်တည်ပြလိုက်တော့အားလုံးလည်းပြခက်ကုန်ကြပါပြီ။ဒါကိုပေါက်ကွဲသွားတဲ့ကိုကတော့သူ့ရဲ့ဓာတ်နဲ့ဟာယာမီကိုပိုင်းချလိုက်ပြီးနှက်ပုံစံနဲ့အီချီရိုရဲ့မျက်ခွက်တဲတွေကိုပြစ်ချလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲဂျီရိုကိုပါပြစ်ပေးလိုက်ပြီးဟာယာမီကိုပါအာတူပါချပေးလိုက်ပါပြီ။အဲနောက်မှာသူလည်းမာယူကိုခေါ်ပြီးလမ်းမရှိရာစီထွက်လာခဲ့ပါတယ်။အဖွင့်ချုပ်ကလည်းရောက်လာပြီးစိတ်မြင့်နာတဲ့ဝစ်စုံလာရောက်ပေးရခဲ့ပါတယ်။တစ်ဖက်မှာလည်းဟိုက်တာနီကဇင်းစာရှင်းလင်းပွဲရှိရာစီရောက်ချလာပြီးစိတ်ကြိုက်တောင်းရမ်းနေပါတယ်။
ဖြစ်ချင်တော့ပွဲရင်းတွေကိုဂျင်းကလည်းဝင်ရောက်လာခဲ့ပြီးတိုက်ပွဲကြီးကလည်းစတင်လို့လာခဲ့ပါပြီဒါပေမဲ့ပို့ပြီးအားတာတဲ့ဟိုက်တာနီကပဲဂျင်းရဲ့ရင်ဘတ်ကိုထိုးခွဲလိုက်ပါတယ်တစ်ဖက်မှာလည်းကိုကဝစ်စုံရဲ့ limiter ကိုဖြုတ်ချလိုက်ပြီးတိုက်ပွဲရှိရာစီထွက်သွားခဲ့ပါပြီအဲ့ချိန်ဂျင်းကတော့ဟိုက်တာနီရဲ့လက်ထဲမှာလူငယ်ကိုခံနေရပါတယ်ဟိုက်တာနီကတော့ဂျင်းကို player ဘတ်တော်သားဖြစ်လာဖို့အတွက်ဖိအားတွေပေးနေခဲ့ပါပြီပြီးတာနဲ့သူကဂျင်းကိုနီအောင်ကျောင်းနဲ့ဆုံးသက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်အဲ့ချိန်ကိုကလည်းရောက်လာခဲ့ပြီးတိုက်ခိုက်ခဲ့တာကြောင့်ဟိုက်တာနီကလည်းရှောင်ထွက်သွားခဲ့ရပါပြီဟိုက်တာနီကတပည့်ဖြစ်သူနဲ့တိုက်ခိုက်ခံလိုက်ပေမဲ့ကိုကတော့ AC ပဲဆုံးသက်ပေးလိုက်ပြန်ပါတယ်ဂျင်းကတော့ကိုကိုဟိုက်တာနီလက်ထဲကငုတ်တန်အောင်ယူဖို့ပြောနေခဲ့ပြီးအဲ့ဒါကလည်းအနီအောင်ကျော်တုံးဖြစ်ကြောင်းရှင်းပြလိုက်ပါပြီအဲ့ချိန်ဆဲစုကထဖောက်လာပြီးဂျင်းကိုပြစ်တက်ခိုင်းနေခဲ့ပါတယ်ဒါကိုပေါက်ခွဲသွားတဲ့ကိုကချက်ချင်းပဲတန်းတဲ့ချိန်ပြီးဖေကိုပြစ်ဖို့လုပ်နေတဲ့အတွက်ဂျင်းကလည်းဝင်တားပေးလိုက်ပါတယ်။ဒါအမြင်တော့ဆဲစုလည်းအခွင့်ကောင်းထားယူပြီးကိုကိုဝိုင်းတက်ပြစ်ဖို့အတွက်မိတ်ပေးလိုက်ပါတယ်။အဲဒီတော့မှကိုကလည်းဘောပေါက်သွားခဲ့ပြီးဆဲစုရဲ့ဦးခေါင်းကိုပြစ်လိုက်ချိန်မှာတော့အမိတ်ပြစ်သူကပါဝင်လာတဲ့အတွက်တောက်ကျိုးတွေပါနဲသွားခဲ့ပါတယ်။ဟိုက်တာနီကလည်းနီအောင်ကြောက်တုံးနဲ့ရှိရှိမြပလေယာတွေကိုပုံပြောင်းချလိုက်ပြီးအားလုံးလည်းပေါက်ခွဲသွားခဲ့ချိန်ကိုလုံဟာကလည်းခင်းပြရာစီရောက်လာခဲ့ပါတယ်။ကိုကတော့ပတ်ပတ်လည်မှာဝိုင်းလာတဲ့ပလေယာတွေကိုလိုက်လံရှင်းထုတ်နေပါတယ်။ဒါပေမဲ့ရင်ငုံကလိုက်ပြီးဖောက်ခွဲနေတာကြောင့်ကိုကလည်းကြက်ရိုက်နေခဲ့ပြီးရင်မြင်မြကိုလိုက်ပြီးပြင်းနေခဲ့ပါပြီ။အဲ့ချိန်ကိုနိုဟာနဲ့ရဲမူးကြီးကလည်းရောက်လာခဲ့ပြီးဟိုက်တာနီလည်းကြောင်းအောင်တစ်ခုကိုရှင်းပြလိုက်ပါတယ်။အဲ့ဒါကတော့ဂျင်းကနီအောင်ကြောက်တုံးကိုထိုးသွင်းလိုက်ရင် player တွေရဲ့ဘတ်တော်သားဖြစ်လာပြီးလူသားတွေကိုတိုက်ခိုက်သွားတော့မှာပါ။ဒါကိုကြောက်ကိုကလည်းစိတ်ပူသွားခဲ့ပြီးဂျင်းကိုအဲ့လိုမလုပ်ဖို့တားနေခဲ့ပါတယ်။အဲ့ချိန်ဟိုက်တာနီကပြန်ပြီးဆွဲခံထားရတဲ့ဟာနာကိုထုတ်ပြလိုက်တော့ဂျင်းလည်းဘာမှတက်နိုင်ဖြစ်သွားခဲ့ပါပြီ။ဟာနာကိုကဂျင်းစီကိုတွားဖို့လုပ်ပေမဲ့ဆာရှီကောင်ရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရပါတယ်။ကိုကတော့ထားဖို့ကြိုးစားနေတဲ့ရင်ကောင်နှမ်းနဲ့ပြစ်ပြီးအာတူးပါချပေးလိုက်ပါပြီ။ဂျင်းကတော့ဟာနာကိုမထီးဖို့ပြောနေခဲ့ပြီးအနီရောင်ကြောက်တုံးကိုတွင်းရဲ့ရင်ဝါကိုထိုးသွင်းမှုအတွက်လုံနေခဲ့ပါတယ်။အင်းတို့မောင်ဂျင်းကကြောက်တုံးကိုရင်ဝါကိုစိုက်ချလိုက်တော့ဇမ်မန်းစွမ်းနေကလည်းနိုးလာခဲ့ပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးသွားခဲ့ပြီးအနီရောင်ဇမ်မန်းသွင်းကိုပြောင်းသွားချိန်မှာတော့ငရေနေကလည်းလှုပ်လာခဲ့ပါတယ်။အားလုံးကလန်သွားကြပြီမဲ့ဂျင်းကတော့နေရထိုင်ရကောင်းနေတဲ့အတွက်စိတ်ပူကိုပြောနေခဲ့ပါတယ်။ဒါပေမဲ့နှက်ကွင်းရဲ့စွမ်းကနိုးထလာပြီးဟိုက်တာနီကလည်းသူ့ရဲ့ပုံစံမှန်ကိုထုတ်ပြလိုက်ပါတယ်။ player တွေအားလုံးကလည်းပုံပြောင်းသွားခဲ့ပြီးဟာနာကူကပါပုံပြောင်းသွားတဲ့အတွက်ဂျင်းလည်းအံ့ဩသွားခဲ့ရပါတယ်။အဲလိုနဲ့တိုက်ပွဲကြီးကစတင်လာခဲ့ပြီးဟာနာကူကလည်းတောင်းကျမ်းလာပါပြီ။ဖြစ်ချင်တော့ဟာနာကိုကတဲမိစာဖြစ်နေခဲ့ပြီးဟိုက်တာနီကလည်းအားလုံးကိုဆုံးသက်ဖို့အတွက်မိတ်ပေးနေပါတယ်။အဲ့ချိန်ဂျင်းကတော့ player ကောင်ကိုဆုံးသက်ပေးလိုက်ပြီးကိုကတော့ရတဲ့နည်းနဲ့ခုခံနေပါတယ်။ဟိုက်တာနီကဟာနာကိုကဒီပုံစံနဲ့တန်လုံးနေရတော့မှဆိုပြီးပြောနေခဲ့ပါတယ်။တကယ်တော့ဟိုက်တာနီကဟာနာကိုမြင်တတ်တဲ့ဂျင်းရဲ့နားကိုရောက်အောင်ပို့ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဂျင်းလေပေါက်ကွဲသွားခဲ့ပြီးဟိုက်တာနီကိုတိုက်ခိုက်လိုက်ပေမဲ့ဟိုက်တာနီရဲ့ပြစ်ချက်မှာလည်းစုပ်ပြတ်အောင်ခံလိုက်ရပါတယ်။ပြီးတော့သူကဟာနာကိုတမ်းမြစ်ဖို့အတွက်ပြောနေခဲ့ပြီးဂျင်းကတော့ရတဲ့နည်းနဲ့ဟိုက်တာနီကိုနောက်ကနေပင်ပြီးထိုးချလိုက်ပါတယ်။အဲ့ချိန်မစ်ဆူကိုင်းတို့ကတော့အခင်းဖြစ်ပွားစီလာနေခဲ့ပါတယ်။တပတ်မှလည်းမိချောင်းမသားကိုကဟာနာကိုဓာတ်နဲ့ခုတ်ချဆုံးသက်လိုက်တာကြောင့်ဂျင်းလဲဆုံးသွားသွားခဲ့ရပါပြီ။ဟိုက်တာနီကဒီမြင်ပွဲကသူ့အတွက်ရန်အောင်အားရစရာကောင်းနေတဲ့အတွက်ဝမ်းသာနေခဲ့ပြီးအားလုံးကိုပလေယာပုံစံပြောင်းမှုအတွက်ကိုမိတ်ပေးနေပါတယ်။အဲ့ချိန်ကိုကပြစ်ခတ်လာတာကြောင့်ဟိုက်တာနီရဲ့သူ့ရဲ့စွမ်းနဲ့ကောင်တာလိုက်ပါတယ်။ဂျင်းကတော့တီးစိတ်လွတ်နေခဲ့ပြီးကိုနိုဟာကလည်းမိဖြစ်သူကိုအာတင်းနာကိုပြောနေခဲ့ပေမဲ့တည်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလင်မီတာပျက်စီးသွားတာကြောင့်အားလုံးကကိုကရဲ့နောက်ဆုံးချိန်ကိုရောက်နေမှန်းကိုသိလိုက်ရပါတယ်။ဒါတို့သူတို့ကကိုကိုထွက်ပြေးဖို့ပြောပေမဲ့ဟိုက်တာနီရဲ့ပိတ်ကန်ရင်းကိုခံလိုက်ရပြီးဂျင်းကလည်းပြုတ်ကျနေတဲ့ဓာတ်ကိုဆွဲကခုတ်လာခဲ့ပါတယ်။ရင်ဝတ်တဲ့ထိုးချလိုက်ပေမဲ့ဘာဖြစ်တဲ့ပြင်စကားတွေပါအေးစီပြောနေတဲ့အတွက်ဒေါသထွက်သွားတဲ့ဂျင်းကဓာတ်ကိုကလန့်ချလိုက်ပြီးရင်ဝတ်ကိုစောင့်ကန်လိုက်တော့မော်တီပါလန်သွားခဲ့ပါတယ်။ပြီးတာနဲ့ဂျင်းကနှုံးကိုဆွဲဖောက်ပေးလိုက်တော့ဟိုက်တာနီလည်းမာကသွားခဲ့ရပါပြီ။အဲနောက်မှာအားလုံးကပြီးဆုံးသွားပြီထင်နေပေမဲ့ဂျင်းနဲ့ကိုကားတို့ရဲ့တိုက်ပွဲကြီးကစတင်လာပါတယ်။
ဟာနာကိုရဲ့တက်ရှင်နိုင်မဲ့နီလန်းအောင်တွေ့ပဲတက်ပြင်းလိုက်တဲ့ကိစ္စကိုဂျင်းကတင်းနေခဲ့ပြီးကိုကလည်းဂျင်းကိုတတ်ဖို့လှုပ်လာခဲ့ပါပြီအကြောင်းကတော့ဂျင်းရဲ့နှဆိုးခွင်းကလူတွေရဲ့တက်ကိုထပ်ပြီးဒုက္ခပေးလာနိုင်တာကြောင့်ပဲဖြစ်ပါတယ်ဒါရောသူကဂျင်းကိုပိုင်းခြားလိုက်ပေမဲ့ပိုတန်မာတဲ့ဂျင်းရပဲဝင်းကိုတွန်းထုတ်ပေးလိုက်ပြန်ပါတယ်ဒါကိုပေါက်ခွဲသွားတဲ့ဂျင်းရချက်ချင်းနဲ့လီဇာတလန့်နဲ့ဂျင်းရဲ့ခေါင်းကိုချိန်နှားလိုက်ပါတယ်ဂျင်းရလည်းဟာနာကုမရှိရဲ့ဘဝမှာတက်ရှင်မှုကဖြစ်နိုင်တော့တဲ့အတွက်သူ့ကိုပြစ်ဖို့တောင်းဆိုလိုက်ပါတယ်အဲနောက်မှာအချင်းအားဖြင့်3နှစ်တောင်မှကြာမြင့်သွားခဲ့ပြီးအားလုံးကလည်းဒီဖြစ်ရက်ကိုဖြည်းဖြည်းမေးလာခဲ့ပါတယ်TV သတင်းတွေမှာလည်း Alpha ဆိုတဲ့သူရဲ့ကောင်းကအတော်လေးကိုနာမည်ကြီးလာခဲ့ပြီးကိုကလည်းအာမာခိုင်းအုပ်စုရဲ့လက်သက်ဥက္ကဋ္ဌဖြစ်လာခဲ့ရင်မာယုံနဲ့တူပျော်စရာကောင်းတဲ့ဘဝကိုဖျက်ဆီးနေပါတယ်တကယ်တော့လွန်ခဲ့တဲ့3နှစ်တိုက်ပွဲတုန်းကဆင်းလွတ်နေတဲ့ကိုကကိုဂျင်းရပြန်ပြီးတားဆီးခဲ့ပါတယ်စွားကုံကိုတုံးပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ငယ်ချင်းဖြစ်တဲ့ကိုကကိုတန်ရက်တော့တာကြောင့်ဂျင်းလေးလက်လျှော့ပြီးထွက်သွားခဲ့ပါပြီကိုကတော့ဒါကိုနားမလည်နိုင်ဖြစ်နေခဲ့ပြီးရဲမှုကြီးနဲ့ကိုနိုဟာကတော့ဂျင်းကိုနားလည်ပေးဖို့တောင်းဆိုလာပါတယ်အဲချိန်မစ်ဆူလိုင်းကရောက်လာခဲ့ပြီးဂျင်းရပုံစံပြောင်းလဲသွားပေမဲ့လူသားဆန်တဲ့လှုံးသားကိုတော့ပိုင်ဆိုင်သေးကြောင်းရှင်းပြလိုက်ပါတယ်အဲ့ဒီနေ့ကစလို့ဂျင်းလေပြောက်ွယ်သွားခဲ့ပြီးကိုကရဲ့စိတ်ထဲမှာကို player တွေငြိမ်သက်လာခြင်းကတူးကြောင်လားဂျင်းကြောင်လားဆိုပြီးဝေဝဲမြတွေဖြစ်နေခဲ့ပါတယ်မာယူကတော့ဘလိုပဲဖြစ်ဖြစ်သူမအတွက်တော့ကိုကဟီးရိုးဆိုပြီးပြောလာခဲ့ပါတယ်အဲ့ချိန်ရဲမူကြီးကတော့အာကဲမီရိုရှိယာစီရောက်လာခဲ့ပြီးဂျင်းရဲ့အကြောင်းကိုမေးမြန်းနေပါတယ်အင်းညမှာတော့လမ်းကြားတစ်ခုမှာဘေးလေးတွေကစော်လေးတွေကိုသူတို့နဲ့တူပြောတကောစော်တကားဖို့အတွက်ခေါ်နေခဲ့ပါတယ်အဲချိန်ဂျင်းကရောက်ရှိလာခဲ့ပြီးနတ်ဆိုးကွင်းကိုထုတ်ပြလိုက်တော့စော်လေးတွေလည်းလေယာတွင်ကိုပြောင်းလဲသွားပါတယ်။ဒါကြောင့်ဘေးလေးတွေလည်းကြောက်လန့်နေခဲ့ချိန်ဂျင်းကတော့အားလုံးကိုရှင်းထုတ်လိုက်ပါတယ်။အဲနောက်မှာတော့ဂျင်းလည်းစောင်းကြည့်သူနဲ့တွေ့ဆုံခဲ့ပြီးဆက်လက်သုတ်တင်ရမယ့် player တွေစီထွက်သွားခဲ့ရင်ဇလန်လီကဒီမာနေမယ်ပြီးဆုံးသွားခဲ့ပါတယ်။ဒါကတော့ဇမန်အန်နီမဲလေးရဲ့ဆုံးသက်ပဲဖြစ်ပြီးဒီထက်ပိုပြီးကောင်းမွန်တဲ့အနီမဲရီကပ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့အတွက်ပရိသတ်အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့ animated recap မှာအစီအစဉ်တင်ဆက်သူဖြိုးပိုင်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye